ကတော့ဒီနေ့ဟောမဲ့တရားကမိဘကျေးဇူးတရားပဲ။ဘာကျေးဇူးတရားလဲ။ပြည်သည့်ဘာသာဝင်မဆိုဗုဒ္ဓဘာသာပဲဖြစ်ပါစေခရစ်ယာန်ဘာသာဝင်ပဲဖြစ်ပါစေအစ္စလာမ်ဘာသာဝင်ပဲဖြစ်ပါစေဟိန္ဒူဘာသာဝင်ပဲဖြစ်ပါစေဂျိန်းဘာသာဝင်ပဲဖြစ်ပါစေဂျူးဘာသာဝင်ပဲဖြစ်ပါစေစစ်ဘာသာဝင်ပဲဖြစ်ပါစေဘာသာမဲ့ပဲဖြစ်ပါစေမည်သည့်ပုဂ္ဂိုလ်မဆိုမိဘတော့လူတိုင်းရှိကြတယ်ရှိလားမရှိဘူးလားဘာသာတာမကိုးကွယ်ရင်နေရမယ်ဘာသာမဲ့တာဖြစ်ရင်ဖြစ်နေလိမ့်မယ်တိုးတော့မိဘဆိုတာတော့လူတိုင်းလူသားတိုင်းရှိပါတယ်အဲ့တော့ဒီနေ့မိဘရဲ့ကျေးဇူးတရားကိုအထူးဖော်ကျူးတဲ့ဇတ်တော်တစ်ခုဗြဟ္မာတိမာတာပိတရောပုဗ္ဗစရိယာတိဝုစရေအာဟုနေယသဗုဒ္ဓနံပါစာယအနုကမ္မကံတသမယိနေနမတေယတက္ကာရေသတက္ကာရေယသပန္နိတောမာတာပိတရောမြင့်မို့တောမကကျိုးသည်ကျေးဇူးကုန်ရှင်မိခင်ဖခင်နှစ်ပါးတို့ကိုဗျမတိဗျမကြီးတို့ဟူ၍ဝါသာသမီတို့ပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခအပြင်၄ပါးသောဗျမစိုးတရားတို့ကိုနေ့စဉ်မွေးရွှင်ငါပွားများလင်ရှိသဖြင့်ပြကတိဗျမနယ်လာတုသဖြင့်ဗျမဟူ၍ဥစ္စာရေသမဝောဟာမိသေးညာဖြင့်တင်္ဂမသွေခေါ်ဝအပ်ပါပေကုန်၏ပုဗ္ဗစရိယာတိမွေးကြတဲ့ကအစတင်္ဂသွန်သင်ပြသအဥ္စာသဖြင့်လက်ဥဆရာတို့ဟူ၍ဥစ္စာရေသမဝောဟာမိသေးညာဖြင့်တင်္ဂမသွေခေါ်ဝအပ်ပါပေ၏ပဇာယသနှင့်သမီးချစ်မကြီးအားအနုကမ္မကအရှင်မပြလျောက်ပါအောင်ကြည်ရှုဆောင်မစောက်ရှောက်တတ်ကြကုန်သည်ဖြစ်၍ဗုဒ္ဓနံသမီးနှင့်သာဣနပါတို့ဤအာဟုနေဟာစအဝေးရမှခဲကလှစွာစောင့်ယူလာသောပစ္စည်းတို့ကိုအယူတော်မှန်အလိုတော်ခံခြင်းကလည်းထိုက်တော်မူကြပါပေကုန်၏တသမဤတသမဧဝထိုသို့မြာလှခုံဝဝတို့နှင့်မုတ်ချကုံလုံးပြည့်စုံပေသောကြောင့်သာလျင်ပဏိတောရှေရေးနောက်ရေးအရေးနတံဝေဖန်မျောတိပညာရှိသည်နေကျေးဇူးကြည်လမိဘနှစ်ပါးကျေးဇူးကြည်လမိဘနှစ်ဖြာမြတ်ယရဏတို့ကိုနမတေယကကိုစိတ်နှစ်ပါးဥနှိမ်ထားလျက်ညွတ်တွားယိုကျိုးလက်စုံမိုး၍ရှင်လဲရှိခိုးကြရ၏တကရိယာသံပူဇော်သက်ကာယလတ်လာပါဖြင့်နေညာမကွာပူဇော်လဲပူဇော်လိုက်ကြကုန်ရတည်းမြတ်စွာဘုရားရှင်ကိုရောမြတ်ကအင်္ဂုတ္တပါဠိတော်ကြီးမှာမိဘတွေဆိုတာပရိသတ်တွေဟိုကောင်းငယ်မှာရှိနေတဲ့ဗြဟ္မာတွေနဲ့တူတယ်။ဘာနဲ့တူတယ်လဲ။လူဘုံရဲ့အထက်မှာနတ်ဘုံရှိတယ်။နတ်ဘုံရဲ့အထက်မှာဗြဟ္မာဘုံရှိတယ်။အဲ့ဒီဗြဟ္မာဘုံမှာနေတဲ့ဗြဟ္မာဘုံ20တောင်ရှိတယ်။ဗြဟ္မာဘုံ20မှာနေတဲ့ဗြဟ္မာကြီးတွေကလောကလူသားတွေရဲ့အပေါ်မှာမေတ္တာကရုဏာမုဒိတာဥပေက္ခလို့ခေါ်တဲ့ဗျမဝိဟာရတရား၄ပါးဗျမဝိဟာရတရားဘယ်နှပါလဲအဲ့ဒီလိုဗျမကြီးတွေဟာတတ္တဝါတွေရဲ့ဘောမှာမေတ္တာကရုဏာမုဒိတာဗျမဝိဟာရတရား၄ပါးလက်ကင်ထားသလိုမိဘတွေဟာလည်းပဲတဲ့ဗျမနဲ့မချဘူးတဲ့ဗျမဝိဟာရတရား၄ပါးနဲ့နေလို့မိဘတွေကိုဗျမလို့ခေါ်တယ်ဘာလို့ခေါ်တယ်တဲ့မိဘတွေဟာသာသမီတွေနဲ့ပတ်သက်လာရင်အဲ့ဒီ၄ပါးနည်းလေးမှမလျှော့ဘူးတဲ့သာသမီလေးမမွေးခင်ပိုက်ထဲမှာတဲ့ကသားလေးလားသမီးလေးလားနဲ့ပိုက်လေးစမ်းပြီးတော့မေတ္တာကြီးနေလိုက်ကြတာဟာသားဥဆိုရင်တော့ဘာပြောကောင်းမလဲပိယသားရေမေတ္တာစိုးနေလိုက်တာအယူအမူပဲတဲ့မွေးလာတော့ရပက်လက်ဆိုပက်လက်ကမောက်ရဲဆိုမောက်ရက်ကသားလေးသမီးလေးများထငိုကြရင်ခြေမဲကိုင်မိလက်မဲကိုင်မိနဲ့ကရုဏာတွေတက်နေတာ
အရွယ်ရောက်လို့တီတီတာတာအရွယ်ရောက်လို့တီတီတာတာပြောတတ်တယ်လိမ္မာတယ်အကင်းပါမယ်ဆိုရင်တော့တပြုံးပြုံးနဲ့ဝမ်းသာမှုလို့ခေါ်တဲ့မုဒိတာပြုံးနေနဲ့အဖေရောအမေရောပရိသတ်ရေတပြုံးပြုံးနဲ့အဲ့ဒီနောက်ပညာတွေပြည့်စုံလို့ကိုယ်ခြေတော်ဘဝရတည်ပြီးတော့ကိုယ်ဘဝကိုထူထောင်တော့မယ်ဆိုတော့ဟဲ့ငါသားပညာနဲ့စိတ်ချရပြီငါသားဆက်ဆံရေးနဲ့တိုးတက်နိုင်တယ်ငါသမီးအပြောဆိုနေတော့သူတို့မိသားစုတွေစီးပွားဖြစ်လောက်တဲ့ငါသမီးကလဲတယ်အဲ့ဒီလိုစိတ်ချလက်ချနဲ့ဥပက္ခပြုတ်ပြီးတော့ဘေးနာကနေပြီးတော့မြောက်စားနေတတ်ကြတယ်တဲ့မိဘတွေဟာလေသာသမီပေါ်မှာမွေးတဲ့ချိန်ကစားပြီးတော့အိမ်အောင်ကြတဲ့အထီးမကောင်းတာကိုမကောင်းမှုလို့သင်ပေးတယ်ကောင်းတာကိုကောင်းမှရိပ်မိလောက်အောင်သင်ပြပေးတယ်စာတွေ့လက်တွေ့ပညာသင်ပေးနိုင်တဲ့ဆရာသမားထမ်းမှလည်းပဲအပ်ပြီးတော့ပညာသင်ပေးတယ်လက်ထပေးခြင်းကြရင်လည်းပဲလက်ထပေးတယ်အရင်အနည်းလည်းထုတ်ပေးတယ်အဲ့တော့မိဘရဲ့ဝတ္တရား၅ပါးတဲ့မိဘဝတ္တရားဘယ်နှပါလဲအဲ့ဒီအချက်၅ချက်နဲ့မိဘတွေဟာသာသမီပေါ်မှာဆောင်ရွက်ပြီးတော့နေတယ်တဲ့ဒါကြောင့်မိဘတွေဟာကျေးဇူးများတဲ့မိဘတွေဗာများလဲစကားကိုကပရိသတ်ကျေးဇူးတဲ့ရေးတော့ဇာခွဲနဲ့ဇူးတာပဲသို့တော့ထွက်တဲ့တန်းကကျေးဇူးတဲ့ပါတယ်လေမိဘတွေရဲ့ငယ်စဉ်တောင်ကြီးကစူးဝင်နေတဲ့မေတ္တာဟာသာသမီတွေရဲ့ယင်ထဲမှာနှလုံးသားထဲမှာစူးဝင်နေတာဒါကြောင့်ကျေးဇူးဘာလို့ခေါ်တယ်လဲအဲ့ဒီလိုကျေးဇူးကြီးတဲ့မိဘနှစ်ပါးကိုနှစ်ပေါင်း100ကာလပတ်လုံးပခုံးဟာတင်ပြီးတော့လှုပ်ကြွေးပေးမယ်လို့ကျေးဇူးမကျေဘူးတဲ့ဘာဖြစ်လို့လဲဆိုရင်မိဘတွေထာမရှိတဲ့မေတ္တာတွေကရုဏာတွေမုဒိတာတွေဥပေက္ခာတွေကပင်လေရည်ထက်များတယ်တဲ့။ဘာရည်တဲ့များတယ်။ပင်လေရည်ကမှတစားတစားခန်းချောက်နိုင်သေးတယ်။မိဘနှစ်ပါးရဲ့မေတ္တာရည်ကတော့ဘယ်တော့မှမခမ်းဘူးတဲ့။လိမ္မာတော့လဲအလိမ္မာတုံးလေတဲ့။လိမ္မာတော့လဲဗါလဲလေ။လိမ္မာတော့လဲအလိမ္မာတုံးလေးမို့မလျှော့ဘူး။မိုက်ပြန်တော့တဲ့။မိုက်ပြန်တော့လဲမိုက်ခဲလေးတဲ့။မိုက်ပြန်တော့လဲဗါလဲလေ။မိုက်ပြန်တော့လဲမိုက်ကလေးဆိုပြီးတော့ပို့လို့တော့ဖြစ်ကြတယ်တဲ့မိဘတွေမှာမေတ္တာစိတ်နဲ့ချစ်နေသမျှတော့သာသမီအပြည့်ကိုဘယ်တော့မှမမြင်နိုင်ဘူးတဲ့သာသမီနဲ့ပတ်သက်လာရင်မိဘတွေကအကန့်နေတဲ့သာသမီနဲ့ပတ်သက်လာရင်မိဘတွေကဘာတွေလဲတရားလည်းပဲသာသမီဘက်ကပဲမတရားလည်းပဲသာသမီဘက်ကပဲမိဘမေတ္တာဟာသာသမီပေါ်မှာထားတာသာသမီနဲ့ပတ်သက်လိုက်မိဘတွေကအကန့်သွားတာပဲတခါတည်းဘာဖြစ်လို့တော့မေတ္တာကကြီးနေလို့ဘာဖြစ်လို့လဲအဲ့ဒီလိုကျေးဇူးကြီးမားတဲ့မိဘများကိုသာသမီဝတ္တရားများနဲ့ပြုစုလုပ်ပေးပြီးတဲ့အခါတဲ့သရမရှိသေးတဲ့မိဘကိုသရတရားဖြစ်ပေါ်လာသေးဖို့လို့သီလတရားမရှိတဲ့မိဘကိုသီလတရားဖြစ်ပေါ်လာသေးဖို့လို့နှုတ်စောတိုက်တွန်းကိုကြီးဆောင်ရွက်ပေးရတယ်တဲ့ကျေးဇူးတရားကိုကျေးဇူးများတာနဲ့စမှကျေးဇူးကြည်တယ်တဲ့ဒီစကားလေးသေချာမှတ်ပါမိဘတွေသာသမီပေါ်မှာတင်နေတဲ့ကျေးဇူးတရားကိုဘိသတ်တွေကျေးဇူးများတာနဲ့စမှကျေးဇူးကြည်တယ်ဗာများတာနဲ့စမှကျေးဇူးများတာနဲ့စမှကျေးဇူးကြည်တယ်အဲ့တော့ဒီနေရာမှာသာသမီရဲ့ဝတ္တရားကဘာလဲတဲ့ကျွေးမွေးမပြည့်ဆောင်ရဲ့စီမာမွေခံထိုက်စေလူများဝေ၍စောင်းလေမျိုးနဲ့ဝင်ကားသွဲကျင့်ဝဲသားတို့တာကျင့်ဝဲသမီးတို့တာတဲ့ကျွေးမွေးမပြည့်ဆောင်းလျှောက်ထားရမယ်မိဘမလုံနိုင်တဲ့စီဝါရေးကိစ္စကြားဝင်ပြီးတော့ဆောင်ရွက်ပေးရမယ်အဲ့ဒီလိုဆောင်ရွက်ရင်းနဲ့ကိုရှာလို့စီဝါတွေဖြစ်လာပြီဆိုရင်ဓဏမှာမဝင်စေနဲ့တဲ့ဘာမဝင်စေနဲ့တဲ့မိဘထူထောင်ခဲ့လို့စီးပွားဖြစ်လာတာမိဘရဲ့အမွေနှစ်ကိုဆက်ခံပြီးတော့မှဒီစီးပွားရေးလုပ်ငန်းကိုနောက်ကလိုက်ပြီးတော့လုပ်ရတာမို့လို့မိဘနဲ့သားသမီးကြားမှာသားသမီးကမိဘတဲ့စီးပွားအရှိန်တက်လိုက်ဓဏမှာဝင်တတ်တယ်တဲ့ဘာဝင်တတ်တယ်တဲ့ဓဏမှာဝင်တတ်တယ်အဲ့ဒီမှာမဝင်စေနဲ့တဲ့အမွေခံတိုင်းတဲ့သာသမီဖြစ်အောင်ဘေးသတ်တဲ့အနေထိုင်ကြည့်လျရမယ်
မိဘကိုမိပြီးရလာတဲ့ဘဝရလာတဲ့ဥစ္စာပစ္စည်းကိုလှူဒန်းတဲ့နေရာမှာလည်းပဲတဲ့မိဘတွေကိုကုသိုလ်ရစေခြင်းနဲ့ဆန္ဒနဲ့ကုသိုလ်လှုပ်တိုင်းဥထိတ်ထားရမယ်ကုသိုလ်လှုပ်လဲလှုပ်တိုင်းပါတယ်လေဒါကြောင့်ဘယ်နေရာမှာဘာလေးလှူမိဘနှစ်ပါးဥထိတ်ထား၍မိဘနှစ်ပါးရည်စူး၍အသက်ထင်ရှားရှိသေးရင်ဥထိတ်ထားပါအသက်ထင်ရှားမရှိသေးရင်ရည်စူးပါအဲ့ဒီလိုမိဘတွေကိုကုသိုလ်ရစေခြင်းနဲ့ဆန္ဒနဲ့ကုသိုလ်လှုပ်တိုင်းဥထိတ်ထားပြီးတော့တိုင်ပင်ရမယ်အမြဝေရမယ်နောက်တဲ့အခါအိမ်တောင်ဘက်ရွေးတဲ့နေရာမှာလည်းပဲတရားရှင်ကိုရောမြတ်ကဟိုမှာပြောထားပြီးကျွေးမင်းမပြတ်ဆောင်ရဲ့စီမှာမွေခံထိုက်စေလူမြဝေ၍တဲ့မွေခံထိုက်စေကိုယ်ဆွေမျိုးကိုယ်လူမျိုးနော်စောင့်လေအမျိုးနဲ့ကိုစောင့်ရမယ်တဲ့အမျိုးတူဘာသာတူတဲ့သူနဲ့သာလင်ရွေးပြီးတော့ယူရမယ်အမျိုးမတူဘာသာမတူနဲ့ယူတော့ဘာဖြစ်လဲသာသမီစိတ်ဆင်းရဲနေကြတော့မိဘလဲစိတ်ဆင်းရဲပြီးတော့မျက်ရည်ကျမကြရဘူးလားဒါကြောင့်မိဘမျက်ရည်ကြီးငယ်ကြအောင်ဘယ်တော့မှမလုပ်ရဘူးတဲ့မိဘမျက်ရည်တစ်ပေါက်ကျသွားတာဟာလေရေနွေအိုးတိုးလောင်းချခံရတာတဲ့ပို့ပြီးတော့ပူပြင်းတယ်ဥပမာဘာနဲ့ပေးတာတော့ဆိုရင်တော်တလင်းလာမှာထွက်တဲ့နေတဲ့ဘယ်လာမှာထွက်တဲ့နေတော်တလင်းလာမှာထွက်တဲ့နေဗမာစကားရှိတယ်ပရိသတ်ရေတော်တလင်းနေပဇွန်သေးတဲ့ဗါတဲ့လေတော်တလင်းလာမှာထွက်တဲ့နေရဘာဖြစ်လို့တခြားလာမှာထွက်တဲ့နေတဲ့ပို့ပြီးတော့ပူပြင်းတာလဲဆိုရင်တဲ့အပူနဲ့အေးတဲ့ဘာနဲ့လဲစမ်းကျင်ပဲတိုက်ခိုက်ပြီးတော့မှထွက်လာရတာတော်တလင်းလာဆိုတာဝါတွင်းကြီးတော်တလင်းလာဆိုတာဗါတဲ့လေဝါတွင်းဆိုတော့ကောင်းငင်မှာမိုးသားမိုးတိမ်မိုးရိပ်တွေမရှိဘူးလားအဲ့ဒါကအေးဓာတ်နေကအပူဓာတ်အေးနဲ့အပူရိုက်ပြီးတော့ထွက်လာတာမို့လို့တော်တလင်းလာထွက်တဲ့နေရာဒီမြင်လာမှာထွက်တဲ့နေတဲ့ပို့ပြီးတော့ပူပြင်းတယ်မိဘတို့ရဲ့မျက်ရည်ဟာလည်းပဲပြေတတ်တယ်မေတ္တာကရုဏာမုဒိတာဥပက္ခဆိုတဲ့ဗျမစိတ်ကြားကနေပြီးတော့ထွက်လာရတဲ့မျက်ရည်မို့လို့ရေနွေးတအိုးပူတာကအပေါ်ယံအရေပြားကိုပဲလောင်းတယ်ရေနွေးတအိုးပူတာကအပေါ်ယံအရေပြားကိုပဲလောင်းတယ်မိဘတို့ရဲ့မေတ္တာစိန်ရည်တဲ့တင်စားထားတဲ့စကားလေးတရားနာထောင်ပရိသတ်ရေမိဘရဲ့မေတ္တာစိန်ရည်တဲ့ဗါတဲ့လေမိဘရဲ့မေတ္တာစိတ်သိရင်တော့အဲ့ဒီသာသမီဘဝတစ်လျှောက်လုံးပစ္စည်းဥစ္စာပြည့်စုံပေမဲ့လို့စိတ်မချမ်းသာဘူးတဲ့ပစ္စည်းဥစ္စာပြည့်စုံပေမဲ့လို့စိတ်ချမ်းသာတဲ့လားချမ်းသာဘူးအိမ်တော်ရေးစည်းစိမ်ကိုစိတ်တန်းကြခံစားနေရတယ်တိုက်နဲ့ကားနဲ့စိတ်နဲ့ရွှေနဲ့ငွေနဲ့နေရတယ်သို့တော့စိတ်မချမ်းသာရဘူးတဲ့ဝေးဝေးသွားမကြည့်နဲ့အဇာတတကိုကြည့်လိုက်ဘယ်လိုသွားကြည့်လဲအဇာတတကြည့်လိုက်အဖေကိုတတ်ပြီးတဲ့ကဘယ်မှာစိတ်ချမ်းသာလဲညဆို12နာရီတစ်ချက်အိတ်မပြောဘူးအဖေသာပြီးတဲ့နောက်ဟိုးမိဖုရားကြီးတို့အိတ်နေကုန်ပြီသားတော်ဥရိယဘာဒမင်းသားတို့အိတ်နေကုန်ပြီဘုရားမတ်တော်တွေအကုန်လုံးသူအိတ်မပြောဘူးခုနဆောင်တိုက်ခံအပေါ်ဆုံးတက်ပြီးတော့ဗဒံမှာဝဲလာသာနဲ့မျက်ရည်တွေကြအဖေပြင်းတရာမင်းကြီးကိုလွန်အဲ့ဒါတညတော့ဘုရားတိုင်ဂိစကုတ်တောင်ကဆူလတိဋ္ဌိလို့ခေါ်တဲ့ပိဋ္ဌာကြီးဖြတ်သွားတာသူလှမ်းတွေ့လိုက်တယ်လှမ်းခေါ်တယ်အမလေးအယိုးပြိုင်မယ်ကြောပြိုင်မယ်ထအဝတ်စားမွေးဖဲနဲ့ဘာကောင်ကြီးတော့ပိဋ္ဌာဘယ်သွားမှလဲသမီးကုသိုလ်ကောင်းမှုလုပ်မယ်ကြားလို့လူဘဝတုန်းကကုသိုလ်မလုပ်ခဲ့ဘူးလားမလုပ်ခဲ့ဘူးရှိတဲ့ပစ္စည်းတွေသားတဲ့သမီးတွေအမွေပေးပြီးတော့ဘာကုသိုလ်မှမလုပ်ဘူးသေတော့ပိဋ္ဌာဖြစ်တယ်အဲ့ဒါသမီးကြီးကတန်ခါပင်ပြီးတော့ဆော့ကမယ်တဲ့ကြားလို့အဲ့ဒါသမီးလောက်တဲ့ကုသိုလ်သာဓုခေါ်မလို့သွားမလို့ဆိုပြီးတော့အဲ့ဒါဘုန်းကြီးတို့ပေတဝလိတော်ကြီးမှာရှိတယ်သုလတိဋ္ဌိပိဋ္ဌာအဇာတတကိုယ်တိုင်တွေ့လိုက်ရတာအဲ့ဒါည12နာရီခွဲတနာရီလောက်အိတ်မပြောတော့အဇာတတဘုံ9ဆင့်အထက်ဆုံးတက်ပြီးတော့လေသာပြရဖွင့်ပြီးတော့အဲ့ဒါပိဋ္ဌာနဲ့စကားပြောကန်းရှိတယ်အဲ့တော့မိဘတွေစိတ်မချမ်းသာအောင်မိဘကိုအမျိုးမျိုးဒုက္ခပေးတဲ့သာသမီဟာရွှေထီးရွှေနန်းရွှေကြံငန်းနဲ့ဘယ်လိုပဲနေရပါတော့လဲပဲအဇာတတဟာတနေ့မှစိတ်မချမ်းသာဘူးဒါကြောင့်မိဘတွေကိုမပြစ်ပယ်နဲ့တဲ့မိဘကိုပြစ်ပယ်ထားရင်တပ်ပစ်တာနဲ့အတူတူပဲတဲ့မိဘဆိုတာဘုရားသားကြီးအုံမဲမစွမ်းရှိတော့အလုံးမလုံးနိုင်ဘူးလုံးနိုင်သလား
စီဝါရေးလည်းမရှာနိုင်စာဝတ်နေလည်းမပြည့်စုံကျမ်းမာရေးစောင့်ရှောက်မှုလေးကိုမှသာသမီထံကမရရင်ယောဂဖြစ်စီအငတ်ငါပြပြနဲ့နေရမယ်ယောဂဖြစ်စီပြီးတော့အငတ်ငါပြပြနဲ့နေရမှာတတန်းတိုင်းမနေရဘဲနဲ့မြန်မြန်သေသွားရင်ဘဒုတတ္တလဲတဲ့ပြန်ပြီးတော့စဉ်းစားပါဒီသာသမီတွေတတ္တနဲ့အတူတူပဲဖြစ်သွားမယ်ဒါကြောင့်မို့လို့ကျွေးနိုင်တော့ကိုကျွေးပေးနိုင်တော့ကိုပေးတဲ့မိဘတတင်ရရှိစဉ်ကာလမှာဗမာစကားရှိတဲ့ပရိသတ်ရင်သစ်အိုတော့အမြင့်ဆွေးတဲ့ဗါတယ်လေလူအိုတော့အချစ်ဝေးတဲ့ဗါတယ်လေအဲ့ဒီစကားလေးကိုသေချာမှတ်ထားပါသစ်အိုတော့အမြင့်တွေဆွေးလာတယ်လူအိုတော့အချစ်တွေဝေးလာတယ်အဲ့တော့ခုခေတ်သားသမီးတွေကအိုမေမစွမ်းဖြစ်နေတဲ့မိဘတွေဝင်တုပ်ကြီးကိုဝိုင်းကူဖေးမှပြီးတော့ပေးရမယ်တဲ့လူအိုဟာလေအနာလူမကတ်တော့ဘူးသာသမီလည်းမကတ်ဘူးမြီးလည်းမကတ်တော့ဘူးအဲ့တော့သူတို့ကကတ်စေခြင်းနဲ့ငမီးလေးလာပါဦးငါသားလေးလာပါဘယ်သူတော့မလာဘူးဟေးမျောရှာတယ်ဒါတော့တဖြည်းဖြည်းနဲ့သူတို့နာလူသိမ့်မကတ်တော့နေရတာကကြောင်တောင်တောင်ဖြစ်လာတယ်ဒါကြောင့်ခုနကစကားရှိတယ်သိအိုတော့အမြင့်ဆွေးတယ်လူအိုတော့အချစ်ဝေးတယ်အနာကမဲ့သာသမီမရှိဘူးဖြစ်တယ်မြည်တွေကြတော့လည်းမလာဘူးတော့သွားဆောတယ်အိမ်ပေါ်မှာငုံစီစီထိုင်ပြီးတော့ငိုင်တိုင်တိုင်ကြီးနဲ့ဖြစ်နေတာအဲ့ဒီအချိန်မှာပိဋကတ်တွေမိဘဟာအိုးလာပြီဆိုရုပ်ကလည်းထားတယ်လို့မနေတော့ဘူးတဲ့စိတ်ကလည်းစေတယ်လို့မသွားနိုင်တော့ဘူးတဲ့ဒါကြောင့်အဖိုးကြီးတော့စိတ်တို့အဖွားအိုးတော့စကားများဖြစ်လာကုန်ပြီတဲ့ကြီးလာတော့ဖြစ်သလားမဖြစ်ဘူးလားအဖိုးကြီးတော့ဘာဖြစ်လဲအဖွားအိုးတော့သိရင်ပြီးရောပြတောက်အမေတို့ကနေရာတကပါဟေးကိုမဖြစ်စေနဲ့ကိုကြမဖြစ်စေနဲ့အဖေတို့ကလည်းဗျာစိတ်ကလည်းတိုးတာတစစ်စီစိတ်တိုးလိုက်တာမပြောနဲ့ဘယေသားကြီးဝတ်ဆိုတာလေတတ်တဲ့သဘောရှိတယ်တဲ့ဆရာမကြီးဒေါက်တာမတ်တင်ဝေရေးတဲ့စာအုပ်တွေဖတ်ကြည့်သားရေးထားတာဝတ်ဆိုတာလေတတ်တဲ့သဘောရှိတယ်တဲ့ဗါတဲ့လေသွားမပြောနဲ့အဖေတို့ကလည်းတတိရှိစိတ်တိုးနေတာပဲလူကြီးတရားမရှိတာကြာနေအမေစာကပြောတာပြောဖိုးကြီးတော့စိတ်တို့အဘွားအိုးတော့စကားများအမေတို့ကနေရာတကာတိုင်းပါတယ်နေရာပြစ်တော့အမေမပြောနဲ့ကိုကြလာလိမ့်မယ်ဘယေသားကြီးအသားသွေးတွေကလည်းခန်းချောက်ပြီးတော့တစ်ပင်အိုကြီးလေတိုက်ပြီးတော့လဲနေသလိုစိတ်ကထားမယ်ဆိုရုပ်ကထားလို့မရအဲ့ဒီချိန်မျိုးမှာဘယေသားတွေဖေးမှကူပေးမယ်သာသမီလိုသလားမလိုဘူးလားအေးဒါကြောင့်မို့လို့ကျွေးမွေးမပြည့်ဆောင်ရဲ့စီမံဆိုတာသာသမီတွေရဲ့ကျင့်ဝတ်ထဲမှာမြတ်စွာဘုရားဟောသလားမဟောဘူးလားအေးကိုငယ်ကမထနိုင်တော့အမေကဆွဲထူတယ်လဲမှာကြောက်လို့အမေလက်ညှိုးကိုလက်နဲ့ကြစ်ကြစ်ပါအောင်ဆုပ်ပြီးတော့အဖေအမေကိုကြီးနဲ့လမ်းလျှောက်ခဲ့တာမှတ်မိသေးရဲ့လားတဲ့ဟိုမှာအဖေမထနိုင်ဘူးအမေမထနိုင်ဒီတိုင်းကြည့်နေပြီသူ့သူထိုင်တာမထိုင်နေမလောက်ပါဘူးကိုငယ်ကတော့ငါထမယ်ဆိုအမေလက်အဖေလက်ညှိုးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားတာဆုပ်ထားလားမဆုပ်ထားဘူးလားအေးအဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့မြေတာပေါင်းတော်ကောင်းတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကဒီမှာမိဘကျေးဇူးကိုဟောထားတာအင်္ဂုတ္တပါဠိတော်မှာဇတ်တော်တွေမှာအများကြီးရှိတယ်နောက်တစ်ခုဘယေတတ်တွေမှတ်ထားပါမိဘထံမှာရှိတဲ့ပစ္စည်းကသာသမီပစ္စည်းတဲ့မိဘထံမှာရှိတဲ့ပစ္စည်းကသာသမီပစ္စည်းတဲ့သာသမီထံမှာရှိတဲ့ပစ္စည်းကမိဘပစ္စည်းမဟုတ်ဘူးတဲ့ဟုတ်သလားမဟုတ်ဘူးလားမဟုတ်ဘူးမိဘထံမှာရှိတဲ့သာသမီပစ္စည်းမိဘထံမှာသာသမီပစ္စည်းရှိတယ်ဆိုရင်အိုးအမေအိမ်နဲ့ဝင်လိုက်ထွက်လိုက်ယူလိုက်စားလိုက်တောက်လိုက်လုပ်သလားမလုပ်ဘူးလားသူများမေးဘာပြောငါအမေငါအဖေဘာဖြစ်လဲငါဝင်တာငါထွက်တာငါယူတာဘာလို့ကယူစားရမှာလဲဟောမိဘထံမှာရှိတဲ့ပစ္စည်းကသာသမီပစ္စည်းတဲ့မိဘလည်းတေကောအမွေသာသမီတွေမပေးဘူးလားမရဘူးလားရလားသာသမီထံမှာရှိတဲ့ပစ္စည်းကြတော့မိဘပစ္စည်းမဟုတ်ဘူးတဲ့သာသမီတွေလို့အမေအဖေကိုအမွေပြန်ပေးတာဘယ်နှယောက်ရှိလဲအံ့ဩပါရဲ့မိဘထံကြတော့ယူတယ်မှားတာကပါလားငါအရင်သေးလို့ငါအမေတွေဖေတွေမသေးရင်ငါပစ္စည်းတွေအမေတို့ဖေတို့ကိုအမွေတဝက်ပေးလို့ဘယ်သာသမီမှားဘူးလဲတယောက်မှမမှားဘူးလားမှားဖို့ကောင်းတယ်နော်မိဘပစ္စည်းကြတော့သူတော်မငါပစ္စည်းငါတို့ပစ္စည်းငါမိဘအမွေဆိုင်တယ်မိဘ
အဲ့ဒါပဲပရိသတ်ရဲ့မိဘဓမ္မရှိတဲ့ပစ္စည်းကြတော့အိမ်ကြတော့မိဘရဲ့ဝင်ရထွက်ရစားရတောက်ရယူရတဲ့မိဘကြတော့သာသမီအိမ်ပေါ်တက်ပြီးတော့ပရိသတ်တွေမယူရဲဘူးမစားရဲဘူးမတောက်ရဲဘူးဘာဖြစ်လို့တော့သားကကြည်ယူပေမဲ့လို့သိပြီးရောမပြောချင်လို့ရနေတာသားကကြည်ယူပေမဲ့လို့ချွေးမကနှခမ်းဆိုရင်အဲ့ဒီအမေကြီးအိမ်ပေါ်တက်ရဲလားမတက်ရဲဘူးတဲ့ပရိသတ်သမီးကကြည်ယူပေမဲ့လို့သမက်ကမကြည်ဘူးဆိုရင်ဒါကြောင့်မလို့မိဘပစ္စည်းတာသာသမီဟာဖြစ်တယ်သာသမီပစ္စည်းဘရောမှမိဘဟာမဖြစ်ဘူးတဲ့အဲဒါကြောင့်မလို့ကျေးဇူးကြီးတဲ့မိဘတွေကိုပရိသတ်တွေမပြေထားပဲနဲ့ကျေးဇူးဆက်ပါကျေးဇူးဆန်ပြီးနောက်ပိုင်းတော့ပြောမယ်အဲ့တော့အဲ့လိုကျေးဇူးမဆက်ဖဲနဲ့မိဘတွေကိုပြစ်ထားရင်ဘုရားရှင်ကိုရောမြတ်ကဝတ္တလသုတ်တံမှာယောမတရံဝါဘိတရံဝါဇိနကံကတယုဘနံဘဟုတံတောနာပရတိတံဇေညာဝတ္တလောဣတိယောသူတထုကပြုတ်ပေးမှုသည်ကျေးဇူးတရားမသိတတ်သောသာမိုက်သမီးမိုက်သည်ဘဟုတံတောမိမိကိုယ်တိုင်မပြုစုလှုပ်ကြွေးခြင်းကမိမိကိုယ်တိုင်ကပြုစုလှုပ်ကြွေးခြင်းကစွမ်းနိုင်ပါလျက်ဇိနကံစံပြူသွားကြွေးအိုမင်းလေးပြီးသောကတယုဗနံငဲမှုတွေပြောက်တတ္တရာအရွယ်သို့ရောက်ရနေပြီးသောမာတရံဝါမြင့်မို့မကကြီးလာကုန်အင်းမွေးမိခင်ကို၎င်းဘိတရံဝါမြင့်မို့မကကြီးလာကုန်ရင်မွေးဖခင်ကို၎င်းနာပရတိမွေးပေဘူးသည်ကျေးဇူးမေတ္တာမွေးပေဘူးသည်ကျေးဇူးမေတ္တာတိတ္တကားဖြင့်တရာဖွေဖြူမွေးမြူခြင်းမရှိပါပေတံမိဘကျေးဇူးကောင်းထူးကိုကျင်နုမဆာမတိတတ်သောသူကိုဝတ္တလောဣတိလူယုံမှဟူ၍ဇေညာကြိုးကြောင်တင်လျောခွင်းတော်သဖြင့်ခောဝတိမအပ္ပဘေရောတတိအေးမိဘတွေပေါ်မှာကျွေးမွေးစောက်ရှောက်နိုင်ရတဲ့နဲ့မကျွေးမွေးမစောက်ရှောက်ခွင့်နဲ့ပြစ်ထားတဲ့သာသမီတွေကိုပိယတိုင်လူယုံမှလို့ခေါ်တယ်။ဘာလို့ခေါ်တယ်တဲ့လဲ။အေးဝတ္တလသုတ်တံမှာမြတ်စွာဘုရားကလည်းအဲ့ဒါဟောထားပြီးတဲ့အဲ့ဒါလူယုံမှပဲတဲ့။သူကသူနိုင်ငံတော်မှာဘာပြီးဖြစ်နေဘယင်ပဲဖြစ်နေမိဖုရားကြီးပဲဖြစ်နေဖြစ်ရှင်တာဖြစ်တိုင်းပြည်အုပ်ချုပ်မင်းလုံးတဲ့ပုဂ္ဂိုလ်ပင်ဖြစ်ပါသည်။မိဘတွေကိုကျွေးမွေးစောက်ရှောက်မှုမလုပ်ဘဲနဲ့ပြစ်ထားရင်အဲ့ဒီပုဂ္ဂိုလ်ဟာဘုရားတိုင်လူယုံမှာပဲတဲ့မိဘစိတ်ဆင်းအောင်လုပ်တယ်မိဘမျက်ရည်ကြီးငယ်ကြအောင်လုပ်တယ်မိဘစော်ကားတဲ့ကာယကဝစီကမနောကနဲ့စော်ကားတဲ့အဲ့ဒီစော်ကားတဲ့ပုဂ္ဂိုလ်တွေဟာဘုရားတိုင်ကျေးဇူးကမ်းတာဘာကမ်းတာတဲ့လဲရေတွင်းကမ်းတဲ့ရေကန်ကမ်းတယ်ဆိုတာကြားဘူးတယ်မဟုတ်လားကမ်းတယ်ဆိုတာရေမထွက်တော့ဘူးကမ်းတယ်ဆိုတာဘာမထွက်လဲဒီရေရင်းကြီးကမ်းသွားပြီဒီရေရင်းကြီးခမ်းသွားပြီတော့အဲ့ဒါရေမထွက်တော့ဘူးတဲ့ထိုနည်းတူသာပဲပရိသတ်တွေမိဘတွေကျေးဇူးရှိတဲ့မိဘနှစ်ပါးပေါ်မှာကျေးဇူးကမ်းပြီးတော့မိဘတွေမျက်ရည်ကြအောင်စော်ကားရင်ဓာန်10ပါးသင်မယ်တဲ့ဓာန်ဘယ်နှပါးလဲအေးဘယ်လိုဟာတွေဖြစ်မလို့ဆိုတာမိဘကျေးဇူးကမ်းတဲ့သာသမီတွေပရိသတ်ရဲ့လိုက်ဆိုကြည်သားမှာဒါတွေခံစားရမယ်ဆိုတာသိရအောင်ကြီးမားဝေဒနာခံစားလို့စီစိမ်များလဲဆုပ်လိမ့်မယ်နေအိမ်မီလောင်းလက်ချေကျိုးလို့ယောဂဇိုးနဲ့သေရမယ်နုနာယောဂဆွဲလာကလို့စိတ်ဓာတ်ဖောက်ပြားယူလိမ့်မယ်မင်းဘေးမင်းတန်ကိုထံရောက်လို့ရွှေငွေစိန်ကြောက်ပြောက်လိမ့်မယ်ရွှေတွေမျိုးတွေပြခါသွားလို့အထီးကျန်ဘဝနဲ့နေရမယ်အဲ့ဒါကမိဘပြင်များအကျိုးတရား10ပါးဖြစ်ပါတယ်ကြီးမားဝေဒနာခံစားလို့စီစိမ်များလဲဆုပ်လိမ့်မယ်
နေအိမ်မီလောင်လက်ချေကျိုးလို့ယောဂဇိုးနဲ့သေရမယ်နုနာယောဂဆွဲလာကန့်လို့စိတ်ဓာတ်ဖောက်ပြယူလိုက်မယ်မင်းဘေးမင်းတန်ကိုထံရောက်လို့ရွှေငွေစိန်ကြောက်ပြောက်လိုက်မယ်ရွှေတွေမျိုးတွေပြစ်ခွာသွားလို့အထီးကျန်ဘဝနဲ့နေရမယ်အဲ့ဒါကမိဘပြင်များအကျိုးတရား10ပါးဖြစ်ပါတယ်အဲ့ဒါဓာန်10ပါးသိတယ်တဲ့ဓာန်သိနေတဲ့မိဘကိုစော်ကားရဲ့ဘာတွေဖြစ်မလဲနံပါတ်1ယောဂကြီးကြီးမားမားတွေဖြစ်မယ်အိမ်အပေါ်မှာအမလေးပါလေးနဲ့ဝေဒနာတွေခံစားရမယ်ရှိတဲ့ဥစ္စာတွေလည်းတဖြည်းဖြည်းနဲ့ဆုပ်ယုပ်သွားလိမ့်မယ်နေအိမ်တွေမီးလောင်တတ်တဲ့လက်တွေခြေတွေကျိုးတတ်တဲ့ယောဂဇိုးကြီးဖြစ်တတ်တယ်တဲ့ဒီနေ့ဖြစ်နေတဲ့လေးလုံးယောဂတို့ AIDS တို့အဲ့ဒီလိုယောဂဇိုးနဲ့သိရမယ်နုနာယောဂဆွဲလာကပ်လို့စိတ်ဓာတ်ဖောက်ပြယူလိမ့်မယ်တဲ့အနုကွက်တွေပေါ်လာပြီးတော့ဟိုနာကအကွက်တွေဒီနာကအကွက်တွေအနုတို့သမင်ပြူတို့အစရှိသည့်အပြင်ဒါတွေကလည်းဘေးတတ်တယ်မိဘစော်ကားခဲ့တဲ့ကံတရားဖြစ်တတ်တယ်နုနာယောဂဆွဲလာကပ်လို့စိတ်ဓာတ်ဖောက်ပြယူလိမ့်မယ်ယူတူတူကြောင်တောင်တောင်ဖြစ်တတ်တယ်မင်းပေမင်းတန်ကိုထံရောက်လို့ရွှေငွေစိန်ကြောက်ပြောက်လိမ့်မယ်တဲ့အရာတဲ့ပြဿနာတစ်ခုတည်းမဟုတ်ဘဲနဲ့ဆွဆွဲခံရတတ်တယ်အဲ့ဒီအိရှာကွာအဲ့ဒီအိတက်ရှာအဲ့ဒီလူပါတယ်ကွာမဟုတ်ဘူးမိဘစော်ကားခဲ့တဲ့ကံအဲ့ဒီလိုလာတတ်တဲ့ရွှေတွေမျိုးတွေပြခါထားလို့ထိကြံဘဝနဲ့နေရမယ်တဲ့နောက်ဆုံးကြတော့ပြည့်တဲ့လောကကြီးထဲမှာကိုတယောက်တည်းနဲ့အထိကြံဘဝနေရတယ်အဲ့ဒါကမိဘပြင်မအကျိုးတရား10ပါးဖြစ်ပါတယ်တဲ့ဓာန်10ပါးသင်တတ်တယ်ဓမ္မနပါလဲဒါကြောင့်မို့လို့ဘုန်းကြီးဆွမ်းမလောက်ရင်ကုသိုလ်မရယုံမဲရှိမယ်မိဘကိုပြေထားရင်ပရိသတ်ရဲ့ဓာန်သင်တတ်တယ်မသင်တတ်တယ်ဒါကြောင့်ဘုံ6ပါးသင်ခဲ့ဘုရားရှင်ကိုရောမြတ်ကဤကဲ့သို့ကျေးဇူးကြီးတဲ့မိဘ2ပါးကိုဥပမာတွေနဲ့ဘုရားရှင်ကိုရောမြတ်ဟောရတာရှိတယ်တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကနံပါတ်1မိဘကျေးဇူးကိုဘယ်လိုဥပမာပေးတော့ဆိုရင်ပထဝီဝေလူကံပတ္တံပထဝီဝေလူကံပတ္တံဘာပြောသလဲတဲ့မဟာပထဝီမြေကြီးဆိုတာအခြေကြီးပဲအဲ့ဒီမဟာပထဝီမြေကြီးကဘလောက်ပဲကျဲတယ်ပြောယူဇနာပေါင်း2,400,000အထူးရှိတဲ့မဟာပထဝီမြေကြီးကိုမိဘမေတ္တာနဲ့နိုင်လိုက်ရင်မဟာပထဝီမြေကြီးကဝါရွယ်လောက်ပဲရှိတယ်တဲ့ဘလောက်ပဲရှိတယ်ဒါကြောင့်မိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်2,400,000ယူဇနာပွားတဲ့မဟာမြေများထုမမီဝါရွယ်ပမသင်ငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေးထားဥပမာများထင်ရှားရှိပါသည်နံပါတ်1ပေးတဲ့ဥပမာကမဟာပထဝီမြေကြီးနဲ့ဝါရွယ်ဘာနဲ့လဲဆိုလိုက်ပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်2,400,000ယူဇနာပွားတဲ့မဟာမြေများတူများမမီဝါရွယ်ပမသိငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေးထားဥပမာများထင်ရှားရှိပါသည်နောက်တကနာမနေဥပမာကသိနေတော့ဥနာဝံမိကံတဲ့သိနေတော့7,400အမြင့်ဆောင်တဲ့မြင့်မို့တောင်မင်းကြီးဟာမိဘမေတ္တာနဲ့နိုင်လိုက်ရင်7,400ယူသနာပေါင်း7,400အမြင့်ဆောင်တဲ့မြင့်မို့တောင်မင်းကြီးဟာမိဘရဲ့မေတ္တာနဲ့နိုင်လိုက်လို့ရှိရင်နွားဥချိုလောက်ပဲရှိတယ်တဲ့ဘယ်လောက်ပဲရှိတယ်နွားချိုဆိုတာလက်တဆုပ်စားလောက်ရှိတာမိဘမေတ္တာနဲ့
မြင့်မို့တောင်မင်းကြီးနဲ့နိုင်လိုက်တဲ့အခါကျတော့မြင့်မို့တောင်မင်းကြီးကလက်တဆုပ်စာပဲရှိတော့တယ်ဒါကြောင့်ဆိုပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်8,400အမြင်ဆောင်တဲ့မြင့်မို့တောင်မင်းတုခြင်းမမီနွားကြိုပမသေးငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေထဥပမာများထင်ရှားရှိပါသည်နောက်တကနာမသောဥပမာသက္ကဝါလံသုစိကာရံသက္ကဝါလံစัจ java လံအနန္တဆိုတာအမတန်ကျယ်ပြောပါတယ်အမတန်ပြန်ပါတယ်အဲ့ဒီလိုကျယ်ပြောပြန်ပြောတဲ့စัจ java လံအနန္တကြီးကိုမိဘမေတ္တာနဲ့နိုင်ကြည်ရင်ပရိသတ်တည်းရဲ့စัจ java လံအနန္တကအနဖပေါက်လေးလောက်ဖြစ်သွားတယ်တဲ့အနဖပေါက်ဆိုတာသေးသေးလေးမို့လားအရှိလေးတမင်အောင်မနဲ့ထိုးသွင်းပြီးတော့ယူနေရအဲ့ဒီတိုင်းပဲလေမိဘမေတ္တာနဲ့စัจ java လံအနန္တနိုင်ရင်မိဘမေတ္တာကကြီးမားပြီးတော့စัจ java လံအနန္တကအနဖပေါက်လောက်ပဲရှိတယ်လို့မြတ်စွာဘုရားပေးတဲ့ဥပမာဘယ်သူပေးတာလဲဆိုလိုက်ပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်စัจ java လံအနန္တပမာပြလဲတူများမမီအနဖပမာသေးငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေထဥပမာများထင်ရှားရှိပါသည်နောက်ဆုံးနံပါတ်လေးဥပမာကသမုဒ္ဒောပါတိကယထာတဲ့သမုဒ္ဒောသမုဒ္ဒရာကြီး40ငါရေတွေဟာဘလောက်တောင်များတော့ဆိုခွက်နဲ့ခြင်တွက်လို့တော့မရဘူးတဲ့မဟာသမုဒ္ဒရာ40ငါရေတွေအဲ့ဒီလောက်40ငါရေတွေတဲ့များတဲ့ရေတွေနဲ့မိဘမေတ္တာနဲ့နှိုင်းရှင်ကြည့်မယ်ဆိုရင်သမုဒ္ဒရာတွေကရေတွေကပရိသတ်တွေမိုးစက်ပေါက်ကလေးလောက်ပဲရှိတော့တယ်တဲ့မိဘမေတ္တာကပိုကြီးတယ်တဲ့ဘယ်လိုမေတ္တာကပိုကြီးတယ်ဒါကြောင့်ဆိုလိုက်ပါမိဘမေတ္တာအနန္တကိုဗုဒ္ဓရှင်ဘုရားမိန့်ကြားသည်လေးစဉ်သမုဒ္ဒရာရေတွေများလဲပမာတင်စားတူများမမီရေပေါက်ပမာသေးငယ်သွားလို့ကျေးဇူးတရားလွန်များသည်အဲ့ဒါကဗုဒ္ဓပေထဥပမာများထင်ရှားရှိပါသည်အဲ့ဒီလိုကျေးဇူးများတဲ့မိဘနှစ်ပါးကိုဧကေနဘိက္ခွေအံသေနမာတရံပရိဟရေယဧကေနအံသေနပိတရံပရိဟရေယဝတ္တတတ္တယုကောဝတ္တတတ္တဇီဝေတဲ့ကျေးဇူးများတဲ့မိဘနှစ်ပါးကိုဘယ်ဘက်ပခုံညာဘက်ပခုံမောတင်းလို့ဒီပေါ်မှာပဲထမင်းစာဒီပေါ်မှာရေချိုးဒီပေါ်မှာကျင်းချင်းငယ်စွန်းအနှစ်တရာပတ်လုံးအမေနဲ့အဖေကိုဘယ်ဘက်ပခုံညာဘက်ပခုံမှာတင်ပြီးတော့ပြုစုလှုပ်ကြွေးပါတော့လည်းပဲဘုရားသားကြီးကျေးဇူးမကြည်ဘူးတဲ့မိကိုညာကဖကိုလက်ဝဲကင်ဆွဲချီလျက်ပခုံးထက်ဝဲအသက်ဆုံးအောင်မြန်နိုးဆောင်လျက်အခေါင်အဖျားလှုပ်ကြွေးညာလဲအခေါင်အဖျားလှုပ်ကြွေးညာလဲမွေးဖွာပိုင်ကျူရှေ့တင်မှုသည်ကျေးဇူးလည်းပြိုင်မဆနိုင်ခဲ့အဲ့ဒီလိုနီးနဲ့လဲဆက်လို့မိပါကျေးဇူးမကြည်တန်ခိရာဟေတုမိကွန်းထုတ်ထားတယ်ဘာဖြစ်လို့တာမန်ဆက်ယုံနဲ့မကြည်တာတော့ဆိုရင်ဘဟုပကာရံဘိခဝေမာတာပိတရောပုဒ္ဒနာအပါဒကပောဒကဣမတလောကတတတိတာရောဘေကဝေဟံတော်မြတ်ဥစ္စေနာတို့မာတာပိတရောမိခင်ဖခင်တို့သည်ဗုဒ္ဓနာသာသမီတို့အပေါ်မှာဘဟုပကာရံကျေးဇူးများပါဘေကုန်၏အပါဒကအရေးပင်၍ကျွေးမွေးတတ်ကြပါဘေကုန်၏
ပေါ်တကားမညီမညူမေတ္တာကိုလည်းရဲ့ပြုစုလုပ်ကြွတတ်ပါပေကုန်၏ဣမသာလောကတာဟောဒီလောကကြီးရဲ့ဓာတ်တေတာတော်အကောင်းအဆိုးအကြောင်းကျိုးကိုလည်းညွန်ပြတတ်ပါပေကုန်မည်တကားအဲ့ဒီလိုကျေးဇူးကြီးတဲ့မိဘတွေကိုပေးတတ်တယ်ကျေးဇူးဆက်ခြင်းနဲ့ဆိုရင်တဲ့ကျေးဇူးဆက်နည်း၄နည်းပြောပါတယ်ကျေးဇူးဆက်နည်းဘယ်နဲ့နည်းလဲဒီပင်နည်းတွေနဲ့ကြိုက်တယ်လို့စမကြည်ဘူးတဲ့ဒီနည်း၄နည်းနဲ့စမှကျေးဇူးတရားကျေတယ်တဲ့အဲ့ဒီနည်းတွေကဘာလို့ဆိုရေရောစာကောဘိက္ခေမတ္တပိတတော်အတ္တတေတတ္တသမ္ပဒါယသမာဓိပေတိနိဝေတိတိပရိဋ္ဌာပေတိဒုတိလေသီလသမ္ပဒါယမစ္စရိယစာကသမ္ပဒါယဒုပင်ညေပညာသမ္ပဒါယသမာဓိပေတိနိဝေတိတိပရိဋ္ဌာပေတိမိဘကျေးဇူးဆက်ခြင်းဇန်နီးလေးနီးဇန်နီးဘယ်နဲ့နီးလဲအဲ့ဒီဇန်နီးလေးနီးဖြင့်မိဘတွေကိုကျေးဇူးဆက်တဲ့ကဲပရိသတ်တွေအဲ့ဒါမြန်မာလိုလိုက်ပြီးတော့ဆိုကြည့်ရအောင်တရာမဲ့ညာမိဘနှစ်ပါးတရားပွားအောင်လုပ်ရမယ်တရားမဲ့ညာမိဘနှစ်ပါးတရားပွားအောင်လုပ်ရမယ်နံပါတ်1ကအမေရတရားမရှိဘူးအဖေရတရားတရားမရှိဘူးလူချင်းတန်းကျတဲ့သိဝါဒနာမပါဘူးဆိုအမေလက်ထဲပတ်စံသွားတယ်အဖေလက်ထဲပတ်စံတော့တယ်ဒကာကြီးဒကာကြီးအမေအဖေရောဒါလေးလှူရောဒါလေးလှူဟောဒီလိုတရားတရားဖြစ်အောင်လုပ်ပေးရင်ကျေးဇူးကျေတယ်တဲ့နောက်တကူဆိုမယ်အလှမဲ့ညာမိဘနှစ်ပါးအလှပွားအောင်လုပ်ရမယ်အလှမဲ့ညာမိဘနှစ်ပါးအလှပွားအောင်လုပ်ရမယ်မိဘတွေအိမ်မှာသွားပြီးတော့အလှတန်းလုပ်ပေးပါကိုအိမ်မှာလှူတန်းလုပ်ရင်လည်းပဲမိဘကိုဖိတ်ပါဖိတ်ပြီးတော့ဆွမ်းကားမယ်ဆိုရင်လည်းပဲလာအမေအဖေလာဆွမ်းလာကကိုယ်တိုင်ကသာတိကဒါနမိဘကိုအလှနဲ့ကျေးဇူးဆ။ဘာနဲ့ကျေးဇူးဆ။အလှနဲ့ကျေးဇူးဆ။တချို့ဒကာမကြီးတွေဒကာကြီးတွေလည်းရှိတယ်မိဘတွေကကတ်တတ်မိဘတွေလည်းရှိသေးတယ်တွေ့ဘူးတယ်။ဘယ်အလှတွေမှာလည်းဆွမ်းနေပါလေကဟဲ့ဒကာကြီးတွေခေါ်လိုက်ဒကာကြီးတွေခေါ်လိုက်လေဆွမ်းကအောင်နင်တို့ကခလေးတွေဘရောကတ်လို့ရတယ်။ဒကာကြီးလားအမေဆွမ်းကတ်လိုက်ပါရဲ့တူတူပဲ။မထားဘူးကောကနေပြီးတော့အဖေလာပါတယ်ကတ်လိုက်ပါကွာတူတူပါပဲဘယ်တူလိမ့်မလို့မရတဲ့ရဲ့တဟတိကဒါနဘာဒါနလဲရေသက်ချလဲဒီတိုင်းပဲအမေရေသက်ချမချပါဘူးချနေတော့မချတယ်နင်ကလူငယ်တွေသူကသေခံနေနေပြီသေခံနေမလို့လှုပ်ပေးနေတာကုသိုလ်ကတွေ့ဘူးတယ်ခဏခဏအဲ့ဒီကတ်တတ်တဲ့ကောင်မကြီးတွေကကြီးတွေ့ဘူးတယ်သားသမီးကမိဘကုသိုလ်ရအောင်လာပါအမေရှိတို့ပါတရားနာပါရေသက်ခွက်ကိုယ်တိုင်ချပါဆိုလှပါညီတို့ပဲလှပါညီတို့ပဲညီတို့ကလူငယ်တွေလှုပ်လူငယ်တွေကဘတော့လှုပ်လို့ရသူတို့သေခံနေမလို့သူတို့ခိုင်းနေတာဟုတ်အဲ့ဒါကတ်တတ်ရေစက်ခွက်ဟိုတွန်းထုံဒီတွန်းထုံတခါတခါဘုန်းကြီးကစိတ်မရှိဟဲ့လာရင်မကနေလားရှေ့ဦးလားကဆိုစားကိုကဘိုက်ကစားနေပြီစောင့်နေရတာဟုတ်တယ်အဲ့တော့ဟိုလူတွန်းထုံဒီလူတွန်းထုံလုံနေတာဒီဘုန်းကြီးစားတော့ကတ်ခိုင်းမှာဆိုတော်တော်နဲ့မလားအဲ့ဒါရှိသေးတယ်မလုံနဲ့သားသမီးကမိဘကုသိုလ်ရခြင်းလို့ပြောတဲ့ဥစ္စာလာဖို့ထလာဖို့ဘာဖြစ်လဲကတ်လိုက်ဖို့တဟတိကဒါနအလူကုသိုလ်သားသမီးနဲ့တူတူကုသိုလ်လုပ်ရတာမကောင်းဘူးလားအဲ့ဒါလေးသတိထားဖို့ပြောတယ်နောက်တစ်ခုဆိုသီလမယ်ညာမိဘနှစ်ပါးသီလပွားအောင်လုပ်ရမယ်သီလမယ်ညာမိဘနှစ်ပါးသီလပွားအောင်လုပ်ရမယ်အမေဒီနေ့ဥပုပ်နေ့အဖေဒီနေ့ဥပုပ်နေ့ဟောဒီမှာထမင်းကြိုင်ပြင်းပြီးရော့ဟောဒီမှာသီလဝဲထည့်ဖို့လို့ပတ်စံ1000ယူသွားရော့ဆိုင်ကားနဲ့သွားသုံးဖို့လာလိုက်ဖို့မယ်ဥပုပ်နေ့အမေအဖေသီလဆောင်တည်ဖို့လို့စောတော်ထထမင်းဟင်းချက်ပေးဆုံးအုပ်ပြင်ပေးဒါလုပ်ပေးရမယ်လုပ်ပေးလားမလုပ်ပေးရဘူးလားအဲ့ဒါကျေးဇူးဆနေတာဘာလုပ်နေတာလဲအဲ့ဒါမြတ်စွာဘုရားလိုချင်တဲ့ကျေးဇူးဆနေပဲတဲ့ပတ်စံတသိန်းသွားပေးထားတာဒါကျေးဇူးအပဟိကကျေးဇူးကုသိုလ်ရအောင်လုပ်ပေးရမယ်ဘာရအောင်လုပ်ပေးရကဲနောက်တစ်ခုဆိုမယ်ပညာမဲ့ညာမိဘနှစ်ပါးပညာပွားအောင်လုပ်ရမယ်ပညာမဲ့ညာမိဘနှစ်ပါးပ
ပညာပွားအောင်လုပ်ရမယ်ဒီနေရာမှာပရိသတ်တွေဘာပြောတာတို့ဆိုရင်ဒုပိနိပညာသမရယသမာဓပိတိနိဝေသေတိပရိဋ္ဌာပေတိဒီအသက်80 80အရွယ်မှတော့သူတို့ဘယ်เจ้าမှသွားထားလို့မရတော့ဒီလောကီပညာပြောတာမဟုတ်ဘူးလောကုတ္တရာပညာလို့ခေါ်တဲ့ဝိပဿနာဉာဏ်ပညာမဲ့ဉာဏ်ဘုံဉာဏ်ရအောင်အခြေခံဖြစ်တဲ့ဝိပဿနာပညာဝိပဿနာဉာဏ်အဲ့ဒါရအောင်ဘာဖြစ်လဲအမေတို့ဖေတို့ကိုတရားအထုတ်ခိုင်းရမယ်ဘာလို့ခိုင်းရမလဲအမေတရားစကားရှိတယ်အေးသွားမသွားချင်းသွားပါမယ်မပြောသမီးလာပြန်ကြုံမယ်သွားရောက်အောင်ဖို့မိဘကလည်းပဲသာသမီငါကျေးဇူးဆန်းနေတယ်ငါသွားမယ်အေးငါသွားမယ်နော်နိုင်တယ်လို့တော့ထိုင်မယ်မနိုင်ပြန်လာမယ်ဒီလိုစိတ်ဓာတ်နဲ့လာတယ်အိမ်ဘော်ကသွားတဲ့ကမသွားချင်းဘလို့မှဆွဲချလို့မရဘူးဒါကြောင့်ဘုန်းကြီးပြောတယ်ဒီအဖွားကြီးတွေဘုန်းကြီးတွေကတန်လိုက်တုံးကြီးတွေလို့ဘာတွေတော့တန်လိုက်တုံးကြီးတွေတန်လိုက်တုံးဆိုတာသူနာသွားတဲ့တန်ချောင်းတော့တန်တူတန်တာအကုန်ဆွဲကတ်တာပဲထိုင်အင်္ဂုရိသားလေးမြည်လေးလာပါအောင်ဖောက်မကြီးပေါင်ပေါ်တက်တယ်ဟိုလာပါအောင်တဲ့ပေါင်ပေါ်တက်တယ်တန်လိုက်တုံးလျှောက်နေတာပဲမခွာနိုင်ဘူးအဲ့လိုဖြစ်နေတယ်အဲ့တော့ဒီမှာတရားစခန်းရှိတယ်တဲ့ဘယ်မှာကြားတယ်တဲ့စုံစမ်းမေးအမေ9ရက်စခန်းနဲ့တွားလိုက်အမေ9ရက်စခန်းနဲ့လိုက်ဖို့ဝေးမယ်လိုအပ်တဲ့ဆေးဝါးယူသွားမိဘကလည်းသာသမီကျေးဇူးဆန်နေတာပေတိတိကတ္တတမလုံးနဲ့အိုးငါသမီးလည်းကုသိုလ်ရငါလည်းကုသိုလ်ဖြစ်တယ်တွားမယ်ဟဲ့မှန်မယ်ဟဲ့ဘယ်နှစ်ရက်မှ3ရက်မှပြီးပြန်လဲရတာဘယ်သူမှစာချုပ်ချုပ်ထားတာမဟုတ်ဘူးမမှန်နိုင်လို့ပြန်ရင်လည်းပြန်ပေါ့မှန်နိုင်ရင်လည်းဆက်မှပေါ့ဒါပြောတယ်အဲ့တော့ပညာဆိုတာပညာမယ်ညာဒုပညာသမရယသမာဓိတိမြတ်စွာဘုရားကသာသမီတွေဟာမိဘကိုကျေးဇူးဆက်တဲ့နေရာမှာ7နည်း4နည်းဘယ်နှနည်းလဲဝိပဿနာဉာဏ်ပညာမဲ့ဉာဏ်ဘုံဉာဏ်ရအောင်သာသမီတွေကဆောင်ရွက်ပေးလို့အဲ့ဒီမဲ့ဉာဏ်ဘုံဉာဏ်ပညာရရင်မိဘပေါ်မှာတင်တဲ့ကျေးဇူးကျေတယ်တဲ့အဲ့ဒါတလောကဘုန်းကြီးကြီးကိုတယ်လီဖုန်းနဲ့လှမ်းပြီးတော့မေးတယ်ရှင်ဘုရားတဲ့မိဘကျေးဇူးကျေတဲ့နည်းရှိလားတဲ့ရှိတယ်အဲ့ဒါရှင်သာနာတိကကလည်းစာအုပ်ထုတ်တယ်တဲ့နှုတ်နှလုံးဘုံလုံးကျေပါတယ်တဲ့စာအုပ်ထွက်တယ်တဲ့ဒီပြင်ဆရာတော်တွေကလည်းရေးတယ်တဲ့မြတ်စွာဘုရားဟာနှုတ်နှလုံးဘုံလုံးကျေအောင်ဆက်တယ်တဲ့အဲ့ဒါလည်းတပည့်တော်တို့နာရတယ်တဲ့ဟိုမြတ်စွာဘုရားတော်ကနှုတ်နှလုံးဘုံတောင်ကျေဆိုတဲ့ဟင်္ဒရာထွင်ဆိုတဲ့သချင်းကမှားတယ်ဆိုပြီးတော့ဓမ္မဂရိကဆရာတော်တွေဟောတာလည်းကြားဘူးတယ်တဲ့အဲ့တော့မြတ်စွာဘုရားသည်အမေကျေးဇူးအဖေကျေးဇူးဆက်တဲ့နေရာမှာနှုတ်နှလုံးဘုံကျေတယ်ဆိုတာဘယ်စာတဲ့ပါလဲကိုတော့ပြောပေးပါတဲ့အဲ့ဒါနဲ့သူလှမ်းပြီးတော့ကိုကဒကာကြီးခဏစောက်ဘုန်းကြီးလည်းစာရှာလေအောင်မယ်ဒီတရားကဟောတာကြာပြီဆိုတော့မှအဲ့ဒါစာရှာတော့ပြည့်တဲ့အင်္ဂုတ္တပါဠိတော်မှာသွားတွေ့တယ်အင်္ဂုတ္တပါဠိတော်မှာယုတ်ဘုန်းကြီးရွတ်တဲ့ဒုတ်သီလေသီလသမ္ပဒါယမစ္စရိယစာကသမ္ပဒါယဒုတ်ပင်ပညာသမ္ပဒါယတမတပိတိနိဝေသေတိပရိဋ္ဌာပိတိမိဘကျေးဇူးကျွေးအထူးကိုကြည်နူးတုံငါဆလိုပါမူဒရာကင်းပါသီလမဖြူဒရာကင်းပါသီလမဖြူအလိုမပေးကင်းဝေတုတာမင်းနှင်းဖကိုဖြောင်းပြချိုးသာချိုးသားနဲ့ပြောအမေတို့ဖေတို့ဖြောင်းပြချိုးသာစေရနာဖြင့်ဒရာစာသာမြတ်တရားနဲ့စုံညာလေအောင်ကြိုးစားဆောင်ကမြားမြောင်ထွေထွေကျေးဇူးကြည်မည်ဒီလိုနီးလင်းနီးနဲ့ဆိုင်ကျေးဇူးကြည်တဲ့မြတ်စွာဘုရားနှုတ်နှလုံးမလို့ဘာဖြစ်လို့ကြည်တာတော့ဆိုနံပါတ်1အဖေကျေးဇူးအရင်ဆက်တယ်ဘုရားကဘုရုကျေးဇူးအရင်ဆက်ဘုရားဖြစ်ပြီးလို့မိဂရာဝန်တော်ကနေပြီးတော့ဘုရားဖြစ်ပြီးလို့မြတ်စွာဘုရားရာဇကြိုရောက်နေတာဗိမိသာရမင်းကြီးပင့်လို့ရာဇကြိုရောက်နေတာအဲ့ဒါတုတ်တော်ဒနာမင်းကြီးကကာလုဒ္ဒာကြီးအမတ်ကိုတခါတည်းဘုရားတပ်ပင်ခိုင်းတော့မြတ်စွာဘုရားတပေါင်းလာပြင်းနေဖြစ်ပြီးတော့ဝင်လာတာတပည့်လိုပြီးကြွပြီးတော့ကဘုရားဖြစ်တာပရိသတ်ဝါကဆုံလာပြင်းနေဘုရားဖြစ်တာဘုရားဖြစ်တာဘာပဲလောက်ကဆုံလာပြင်းဘုရားဖြစ်တယ်ဝါဆိုလာပြင်းနေမိဂရာအောင်မှာဝါဆိုတယ်ပစ္စယကြီး၅ပါးတရားဟောတယ်ဝါကောင်တော်လင်းတိညွတ်တော်မုန်းတော်ပြားတော်တပုတ်တဲ့တပေါင်းလဲကြာဟောမြတ်စွာဘုရားဘုရားဖြစ်ပြီးတော့လပိုင်းပဲရှိသေးတယ်တပည့်လိုကြွလာတပည့်လိုကြွလာပြီးတော့ဘာဖြစ်လဲခမဲတော်သုတ်တော်ဒနာမင်းကြီးကိုအဲ့ဒီမှာတရားဟောတယ်တရားဟောတာတော့မှသာဖာနေရောဘယ်လိုဖြစ်တုံးဆိုတော့သုတ်တော်ဒနာမင်းကအိုးသားပဲကွယ်ကိုယ်နံကိုနေခဲ့တဲ့နေရာပဲအချိန်မပြည့်စားကျင်တဲ့အချိန်လာလိမ့်မယ်ဆိုပြီးတော့ချက်ပြုတ်ထားတယ်ဘုရားဆွမ်းစားမပင့်လိုက်အဲ့တော့မြတ်စွာဘုရားကလည်းမပင့်ရင်မကြွဘူးမပင့်ရင်မကြွတော့မြတ်စွာဘုရားဘာလို့လဲမြို့ထဲဆွမ်းခံသွားတယ်ဆွမ်းခံကြွတဲ့အခါကျတော့အမတ်တွေကလျှောက်တယ်မင်းကြီးတက်ကြတာကင်ဝင်မျိုးဟာခွက်လက်ဆွဲပြီးတော့မြို့ထဲလိုက်တောင်းနေတယ်ရှက်စရာကြီးတောင်းစားနေတယ်မင်းမျိုးကတောင်းစားရတာမှမဟုတ်ဘဲနဲ့ဆိုတော့
အဲ့ဒီမှာသုဒ္ဓရဏဘယေတိုင်ပစိုးမနိုင်အတက်တခါသားဖယားနောက်ပြေးလိုက်သွားတာကိုတော့ဘာလို့တာလဲဒီဥစ္စာစီစဘလောက်ရှက်စရာကောင်းတယ်လဲအောင်မလေးသုဒ္ဓရဏမင်းရဲ့သားကတာကြီးဝင်မင်းသားဖယားကရွာထဲလှည့်ပြီးတော့တောင်းစားရတယ်လို့ကိုတော့ကိုတော့တပည့်တော်မျက်နှာဓာတ်နဲ့တောင်လှိပြချင်းတယ်အဲ့ဒါသုဒ္ဓရဏကသွားပြောတော့မြတ်စွာဘုရားကမင်းကြီးခမဲတော်ဒါရှေ့ဖယားတို့ရဲ့ထုံနှန်းစင်လာပဲဒီလိုပဲဖယားဆိုတာဆွမ်းခံစားရတယ်လာကိုတော့မခံနဲ့ဆိုအတင်းလက်ဆွဲလာအဲ့ဒါသားဖားနှစ်ယောက်လက်ဆွဲပြီးတော့ရွှေနန်းတော်ခေါ်လာတာလမ်းထဲတင်တရားဟောလာတာအဖေကိုနန်းတော်မရောက်ဘူးလမ်းထဲတင်သုဒ္ဓရဏသောတာပန်တည်တယ်အဲ့ဒီကနေနောက်နေ့တရားဆက်ဟောတက္ကရာကနောက်အနာကနောက်ဆုံးသုဒ္ဓရဏမင်းယဟန္တာဖြစ်တယ်သုဒ္ဓရဏမင်းဘာဖြစ်လဲသုဒ္ဓရဏမင်းယဟန္တာဖြစ်တယ်ယဟန္တာဖြစ်ပြီးတော့လူဝိလူစားနဲ့ပဲသုဒ္ဓရဏမင်းကြီးကပြိဋိဘံဆန်းတယ်အဖေအလောင်းကိုကပိလို့နေပြီးတော့အပြင်ထုတ်ပြီးတော့မြတ်စွာဘုရားကိုးတော်တိုင်သုဒ္ဓရဏရဲ့ဇာပနာအဖေဇာပနာဘုရားကိုယ်တိုင်ပြကြအောင်ချတာအဲ့ဒါအဖေလည်းယဟန္တာလည်းဖြစ်သွားတော့မြတ်စွာဘုရားကနေသေးတယ်တဝါနှစ်ဝါသုံးဝါလေးဝါငါးဝါ၆ဝါခုနှစ်ဝါမြောက်တော့မှမြတ်စွာဘုရားတာဝရိဏတက်သွားတာဘယ်တက်သွားတာလဲငါမွေးတဲ့အမေဘယ်မလဲဆိုတော့မေတော်မာယာကဘိယတိုင်တန်တုတ်တိတနတ်သားတဲ့ဘာနတ်သားတဲ့လဲမြတ်စွာဘုရားဘောဓိပင်မှာမာနကိုအောင်တော်မူကားမှာတန်တုတ်တိတနတ်သားဆိုတော့အဲ့ဒီမှာတည်းကမေတော်မာယာကပါလာတာဗရမ ्या ရက်တောင်ကြီးရပ်ပြီးတော့ဘုန်းကြီးတို့ရွှေဆောင်နှံငွေဆောင်နှံနဲ့ကြွလာတဲ့အခါမှာဗရမ ्या ရောက်တန်ကင်နာတဲ့နတ်သားကအဲ့ဒါဘုရားရဲ့အမေပဲတန်တုတ်တိတနတ်သားဆိုတာအဲ့ဒီတည်းကရှိတယ်တန်တုတ်တိတနတ်သားမေတော်မာယာသည်မြတ်စွာဘုရားအလောင်းတော်သိတ္တရမင်းသားကိုဖွာပြီးတော့9ရက်နေမှနိုင်ပါဆံကံတော်ကုန်းတာဖွာချင်းမသေးသေးဘူး။ရွှေမတေမောင်သွင်းတဲ့ဗုဒ္ဓဝင်ထဲမှာကတော့ဇတ်ဆိုတော့မရတဲ့9ရက်ထားလို့မရဘူး။အဲ့ဒီမှာတခါတဲ့လုံမဏီဥယျာဉ်မှာဘုရားမွေးချင်းသေတာပဲ။ရွှေမန်းကဒီတည်းမှာဇတ်ကအတူချုံးပြရတာ။အမှန်မှာဘုန်းကြီးတို့ဗုဒ္ဓဝင်ပါဠိတော်ကြီးမှာဗုဒ္ဓဝင်မှာရေးထားတာကမေတော်မာဟာကပိလုကိုပြန်လာသေးတယ်။ကပိလုကိုပြန်လာပြီးတော့9ရက်ဘုရားအလောင်းသည်မေတော်မာယာနှုတ်ကိုစို့ရသေးတယ်မေတော်မာယာနှုတ်ကိုစို့တယ်အဲ့ဒီနှုတ်ဘုဆတ်တရားမြတ်စွာဘုရားသွားခေါ်တာတာဝရိဏနတ်ပြည်မှာအဘိဓမ္မာတရားဘာတရားလဲအဘိဓမ္မာ9ကျမ်းအဲ့ဒီမှာတာဝရိဏနတ်ပြည်မှာအဓိကသွားခေါ်တာကအဲ့ဒီမေတော်မိနတ္တတန်တုတ်တိတမေတော်မိနတ္တလို့လည်းခေါ်တယ်တန်တုတ်တိတနတ္တလို့လည်းခေါ်တယ်ဒီနတ္တကိုအကြည့်မှုထားပြီးတော့မြတ်စွာဘုရားအဘိဓမ္မာတရားသွားတက်ခေါ်တာအဲ့ဒီတရားဟောရတာဘုန်းကြီးတို့တမ္မာနေနဲ့ကြည့်တော့အမတန်ပင်ပန်းတယ်ဘာဖြစ်လို့တော့ဆိုတရားကရက်လို့မရဘူးရက်လို့မရအချိန်မပေးနိုင်လို့ဝါတွင်3လအဲ့တော့မြတ်စွာဘုရားကလူသားဘုရားဖြစ်တဲ့အတွက်ကြောင့်မလို့ဆုံးဖုံးပေးဖို့ရှိတယ်နတ်တွေကနာနိုင်ပေမဲ့လို့ဘုရားကမဟောနိုင်ဘူးဆုံးဖုံးပေးရမယ်ရေချိုးရမယ်ကျင်းကျင်ငယ်ဆုံးရမယ်နတ်ပြည်မှာကုဋ္ဌိမရှိဘူးနတ်သမီးနတ်သားကျင်းကျင်ငယ်မဆုံးဘူးဆိုတော့မြတ်စွာဘုရားဘယ်လိုလုပ်ရတယ်လဲအဲ့ဒီမှာတရားဟောနေတဲ့အချိန်မှာဘုရားကဆုံးခံခြင်းရောက်ပြီဆိုတာနဲ့ဘုရားတဆူဖန်ဆင်းခဲ့တယ်ဘုရားအစ်စ်ကအောက်ဆင်းသွားတယ်ပေါ်ဘုရားအတုကဟောနေတာဘုရားဖန်ဆင်းခဲ့တယ်ဘုရားဒါပေမဲ့နတ်တွေဘယ်သူမှမသိဘူးအဲ့ဒါမြတ်စွာဘုရားဆင်းလာပြီးတော့ဘာဖြစ်လဲအဲ့ဒီမှာဆွန်စားတယ်ရေချိုးတယ်ရေချိုးပြီးတော့အဲ့ဒီတာဝရိဏနတ်ပြည်မှာဟောတဲ့တရားကိုရှင်သာရိပုတ္တရာကအဲ့ဒီမှာစောက်တယ်ရှင်သာရိပုတ္တရာကိုပြန်ဟောတယ်ဘုရားကတနေ့တရား2ပွဲဟောရတာနတ်ပြည်မှာ1ပွဲဟောတယ်လူပြည်မှာရှင်သာရိပုတ္တရာပြန်ဟောရတယ်နတ်ပြည်မှာဟောနေတဲ့ဘုရားကတော့ဟောနေတာပဲဆက်တိုက်ပဲဒါကြောင့်ဘုန်းကြီးတို့ဒီပဋ္ဌာန်းအဘိဓမ္မာပဋ္ဌာန်းရွတ်တဲ့အခါမှာအတန်မဆဲဆိုတာကြားဘူးတယ်မလားနေရောညရောတန်ဃာတွေအပား20စိတ်လောက်ပြီးအတန်မပြရဘူးအတန်မဆဲပဋ္ဌာန်းပွဲဆိုတာအဲ့ဒါပါပဲမေတော့ကျေးဇူးဆက်တဲ့တရားမြတ်စွာဘုရားအတန်လုံးဝမပြတ်ခဲ့ဘူးသို့သောဘုရားရုပ်ပွားတော့ဖန်ဆင်းခဲ့ရတယ်ဘုရားအစ်စ်ကတော့ဆင်းလာပြီးတော့ဆုံးပုံပေးတယ်ရေချိုးတယ်ဒီမှာပြန်ပြီးတော့ရှင်သာရိပုတ္တရာပြန်ဟောတယ်ဒါကြောင့်ပဋ္ဌာန်းပွဲတွေမှာဘုန်းကြီးညကြီးပါပြီလို့အတန်မဆဲပဲနဲ့ရွတ်နေတယ်နေမှာအိပ်ပါအောင်လားအိပ်လို့မရဘူးပရိသတ်အလဲနဲ့ရွတ်ရတာဥပမာမြတ်စွာဘုရားဒီအဘိဓမ္မာတရားဟောတော့ကအလဲနဲ့ဟောရတာဘုရားတစ်ပါးဖန်ဆင်းခဲ့ရတာဘုရားရှိခိုးပြန်ဆင်းလာပြီးတော့ဒီမှာဆုံးပုံမေးရေချိုးပြီးတော့တာဝရိဏပြန်တက်သွားကိုဘုရားအတုကိုပြောက်ဘုရားရှိခိုးပြန်ဟောနောက်နေ့ဆွမ်းစားတယ်ညဘုရားရှိဆင်းလာခဲ့ဘုရားအတုဖန်ဆင်းခဲ့အတန်မပြအောင်အဘိဓမ္မာတရားဟောတော့ကနတ်ပြည်မှာအတန်မပြအောင်အတန်မဆဲအောင်ဟောတဲ့တရားမို့လို့အခုဘုန်းကြီးတို့ကျောင်းတိုက်တွေဘုရားတွေမှာပဋ္ဌာန်းရွတ်ရင်လည်းပဲအတန်ပြလို့မရဘူးအတန်မဆဲရွတ်တယ်ဆိုတာအဲ့ဒါပဲအဲ့တော့မြတ်စွာဘုရားတော်မှာ6ဝါလုံး9ဝါမြောက်မှာတာဝရိဏနတ်ပြည်တက်ပြီးတော့မိဘရဲ့ကျေးဇူးကိုဆက်ပါတယ်ဒါကြောင့်မိဘကျေးဇူးကျွေးရထုကိုကျင့်နှုတုံငါဆက်လိုပါမူတရားကင်းပါသီလမဖြူအလူမပေးကင်းဝေသုဒ္ဓမိနှင်းဖကိုဖြောင်းပြချိုးတာစေရနာဖြင့်
တရားစာသားမြတ်တရားနဲ့ဆုံညာလေအောင်တဲ့အဖေကျေးဇူးနဲ့အမေကျေးဇူးဆက်တဲ့နေရာသုဒ္ဓရဏမင်းကတော့ယဟနာတိဖြစ်သွားတယ်သုဒ္ဓရဏကဘာဖြစ်သွားလဲအေးမေတော်မာယာတဖြင့်လဲတန်တုတ်တိတာနာသားကတော့သောတာပန်ပဲတည်တယ်ဘာပဲတည်လဲသောတာပန်ပဲတည်တယ်သို့တော့အပေတကားပိတ်ပြီဆိုတော့မြတ်စွာဘုရားကကင်စိတ်ချပြီဆိုတော့တရင်ညွတ်လာပြီနေကြတော့ဘုရားပြန်ဆင်းလာတာလူပြည်ကိုအဲ့ဒါဘုရားဆင်းလာတဲ့အချိန်ကိုလူတွေကစီမိတွေနဲ့ပူဇော်ကြတာဘုရားကြိုတာညနေပိုင်းဆင်းလာလို့အဲ့ဒါကြောင့်တရင်ညွတ်လာပြီနေမိထွန်းတယ်ဆိုတာလေအဲ့ဒါလေးလည်းမှတ်ကြအောင်ကိုင်အဲ့ဒီတော့မိဘကျေးဇူးကိုစချင်ရင်ပိတတ်တယ်အဲ့ဒီလေးနည်းနဲ့စအဲ့ဒီလေးနည်းနဲ့စရင်ကျေးဇူးကြည်ပါသည်ဆိုလိုက်ပါမိဘနှဖျားရှိလေရာဘယ်ခါမမေ့အမိဘနှဖျားရှိလေရာဘယ်ခါမမေ့အခွင့်သင်္ကာတနိုင်ရာမှန်စွာကျေးဇူးစာအခွင့်သင်္ခါဆနိုင်ရာမှန်စွာကျေးဇူးစာမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကန်းအားမဆနိုင်ဘူးထားလိုက်ဦးကျေးဇူးမကန်းအားမဆချင်းထက်ကျေးဇူးချက်ဆထက်ဆိုသည်မှာမဆချင်းထက်ကျေးဇူးချက်ဆထက်ဆိုသည်မှာအေးမဆချင်းရင်နေပါတဲ့ပိယတိုင်ကျေးဇူးတော်မကမ်းပါနဲ့ကျေးတော်မစွတ်ပါနဲ့ဒါကြောင့်ကျေးဇူးဂုံရှိမြင်လားမိနင်ဖဗျမကျေးဇူးဂုံရှိမြင်လားမိနင်ဖဗျမတိသင်္ပါမမကွာပြန်ကားသာဆရေနတ်နှစ်ပါးပခုံးတဲ့တင်ငါသက်ဆုံးပင်ယူရလုံးကျွေလေးကျွန်းဆိုမင်းအရာကိုနေမကြမြောက်သေးရင်ပမာရောက်ပေတော့မလောက်ဝေးများတယ်ကျေနိုင်ဘုံဗုဒ္ဓနိကိုလားကျေနိုင်ဘုံဗုဒ္ဓနိကိုလားထုတ်ပြပြီးဖော်လိုက်တော့မယ်ဒါနနဲ့သီလဆွဲကြည်မြပွဲဒါနမြရဲ့နဲ့ရှားကြမ်းမှပညာမှန်ရစေဖို့ဖန်မိဘနာဆွေနှမကိုမိဘနာဆွေနှမကိုကျေးပြုံအောင်ပြုတော့ရင်သွေးသေးလွန်တော်လှူမြတွေပေးလို့ရှေ့ကရေးတတ်တဲ့ဆရာကြီးတွေကမိဘကျေးဇူးကိုရေးသွားတာပရိသတ်တွေကျေးဇူးကုန်ရှိမြင်လားမိနေပါဗျမတိသင်္ပါမမကွာပြန်ကားသာဆာရေနတ်နှစ်ပါးထက်ပခုံးတဲ့တင်ကားနတ်နှစ်ပါးပခုံးတဲ့တင်ကားသက်ဆုံးပင်ယူရလို့ကြွေလေးကျွန်းဆိုမင်းအရာကိုနေမကြမြောက်သေးရင်ပမာရောက်ပေတော့မလောက်ဝေးများတယ်ကျေနိုင်ဘုံဗုဒ္ဓနိကိုလားကျေနိုင်ဘုံဗုဒ္ဓနိကိုလားထုတ်ပြပြီးခေါ်လိုက်တော့မယ်ဒါနနဲ့သီလဆွဲကြည်မြပွဲဒါနမြရဲ့နဲ့ရှားကြံမှပညာမှန်ရစေဖို့ဖန်မိဘနာဆွေနှမကိုကျေးပြုံအောင်ပြုတော့ရင်သွေးသေလွန်တောင်လူမြတွေပေးလို့မိဘကျေးဇူးကိုမြတ်စွာဘုရားဟောတာဘုရင်တိုင်မကုံဘူးတဲ့ကုံတယ်တဲ့လားအေးမိဘကျေးဇူးကိုဘုရားရှင်ကိုရောမြတ်ဟောတော်မူတာမကုံမှုတဲ့ဒါကြောင့်ကလျာဏမိတ္တာမာတာသပိတာသဟိတာကာရကာဒေသမေဇောပကာရာယကာတပံပူဇနံတရာမာတာသမြေမောဦးလေးလီကိုနိုင်တည်လျက်နှုတ်ဤတိုင်ကျွေးလွယ်ကမွေး၍ပိုင်ထွေးပြုစုယူရခင်မင်းမွေးသမိခင်ဒီ၎င်းဗိဒာဇာသားရေသမီးရဲ့စီဝါရေးကိုပြေးကလွှားကမနာတာပဲဖွေရှာကျွေးမွေးကျေးဇူးအရှင်ကျွေးဖခင်ဒီ၎င်းကလျာဏမိတ်တာဘေးရန်ကင်းပြောက်ချမ်းသာရောက်အောင်စောင့်ရှောက်တတ်ပေမိတ်ဆွေကောင်းတို့ပါပေသည်ဟိတကာရကာစာသာသမီများချမ်းသာပွားဖို့
ရှေလျာကာလဝရိယဖြင့်နေညမရှောင်နေညမရှောင်ကျိုးကိုလည်းဆောင်တတ်ကြပါပေကုန်၏တတ္တမသာသမီအတွက်တာကြုံ၍လာလျင်သာသမီအတွက်တာကြုံ၍လာလျင်အသာမဆံအနာခံ၍အဖမံထထကျေးဇူးပြုတတ်သည့်ဖြစ်ကြောင်းဒေသံမြေကြီးကောင်းခင်ရေပင်သမုဒ္ဒရာစက္ကဝမေရုနိုင်ရှင်ပြုလဲနိုင်ရှင်ပြုလဲနိုင်တုမမြင်ထိုကျေးဇူးရှင်မိခင်ဖခင်တို့အားပေဇောပကာရာယကိုယ်ပေါ်ပြုဘူးသူကျေးဇူးကိုအထူးလေးမြပေးစတုတ်ပြန်ခြင်းဟာတရာခခသိပူဇနံသီခံတနာစိတ်ကောင်းထား၍နှစ်ပါးမိဘချမ်းသာရအောင်အစစအရာရာရှင်ခြင်းအားဖြင့်လိမ္မာပါဏတရားကပ်၍လေးမြကောရောလေးမြကောရောပူဇော်ပန်းထောက်ဆောက်ရှောက်ခြင်းကကာတဗံတာလိမ္မာသမီးလိမ္မာတို့သည်ဩကောင်းစွာမသွေပြုစုဆောက်ရှောက်သင်ပါပေပြီတကားမိဘကျေးဇူးကိုမသိဘဲနဲ့စော်ကားလို့ဘေးတိုက်ဒုက္ခရောက်သွားပုံယံလတ္တံတေနဒုဗ္ဗထံတိဣမံဓမ္မတေသနံတထစေတဝနေဝိဟရံတော်ထုံလာနန္ဒနာမဘိက္ခုနေအာရဘကထေတိသူဝနာဟန္တဇတ်တော်ဘာဇတ်တော်ဧကသမယခရဝါရှိတုံးကဘဂဝါဘုံ6ပါးတခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်တာဝတိယံတာဝတိခေါ်တဲ့ရွှေမြို့တော်မှာအနာထပိဏိကသာအနာထပိဂုံသိမ့်ပြန်မွေးရှင်တထေဤအာရမေနှလုံးမွေးလျောပြောပရာကောင်းအောင်ဆောက်လုပ်၍လူရန်အပ်သောဇေတဝနေဇေတုံခေါ်ကြောင်းတိုက်တော်မှာဝိဟရံတော်ရပထလေးလီဖြင့်မြညီရွှင်ပြုံတရင်သုံးဆံပဲတော်မူနေတဲ့ခါကာလစီတုံးကယံလတ္တံတေနာဒုဋ္ဌဗန္တိဣမံဓမ္မဒေသနာယလတံတေနာဒုဋ္ဌဗံစရှိသောဣတရားဒေသနာတော်များကိုထုံလာနန္ဒာနာမဘိက္ခုနေထုံလာနန္ဒာလိုအမည်ရတဲ့ဘိက္ခုနီမကိုအာရဘအကြောင်းပြု၍ကထေတိကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူခဲ့ပါပေသတည်းဗာရာဏသီပြည်မှာဗြဟ္မဏမင်းကြီးအုပ်ချုပ်နေတဲ့အချိန်ဖယားအလောင်းတော်သည်ပုံနာမျိုးမှာဖြစ်တယ်ဘယ်မျိုးမှာဖြစ်လဲဖယားအလောင်းတော်ပုံနာအချိန်တန်အရွယ်ရောက်လူလားမြောက်တော့ပုံနေမှတယောက်နဲ့အိမ်အောင်ကြတယ်တဲ့သမီးလေး3ယောက်ထွန်းကားတယ်သမီးလေးဘယ်နှယောက်မနန္ဒာတဲ့အကြည့်သမီးကအလမကမနန္ဒာဝတိအငယ်မကမသုံးတရီနန္ဒာတဲ့ယောက်ျားလေးမပါဘူးသမီးမိန်းကလေးတွေကြီး3ယောက်ထွန်းကားအဲ့ဒီသမီးမိန်းကလေး3ယောက်ထွန်းကားပြီးတော့ဖယားအလောင်းတော်ပုံနာဟာဘယတိုင်ယောဂဝေဒနာတစ်ခုဖြစ်ပြီးတော့အနိစ္စရောက်သွားတယ်ဖယားအလောင်းတော်ပုံနာကြီးသေသွားအောင်သေသွားပြီးတော့အဲ့ဒီဘုရားလောင်းတော်ဟာဘယ်မှာသွားဖြစ်တုံးဆိုရင်သူ့ဝဏလို့ခေါ်တဲ့ရွှေတောင်ကြီးမှာဟင်းသာမင်းသွားဖြစ်တယ်တဲ့။ဘာသွားဖြစ်တယ်တဲ့ခန္ဓာကိုယ်ကရွှေဟင်းသာမင်းဆိုတဲ့သူ့ဝဏဟန္တဇတ်ဆိုတာသူ့ဝဏဆိုတာရွှေရောင်ဟန္တာဆိုတာဟင်းသာရွှေဟင်းသာမင်းအဲ့ဒါခန္ဓာကိုယ်တစ်ခုလုံးကရွှေရောင်တွေတောက်ပြီးတော့အဲ့ဒီဘုရားလောင်းတော်သူ့ဝဏဟန္တာဟင်းသာမင်းဟာဇာတိတ္တရဉာဏ်ကိုရတယ်တဲ့သူဝနာရွှေတောင်ကနေပြီးတော့ဇာတိတ္တရဉာဏ်ရတော့ငါဘယ်ဘဝကလာတယ်လဲဘဝဟောင်းကိုပြန်ကြည့်တော့ဩဗာရဏသီပြည်ကပုံနာဘဝကသေပြီးတော့ငါဟင်းသားလာဖြစ်တာပဲအဲ့တော့ဗာရဏသီပြည်မှာဘယ်သူတွေရှိပါတော့လို့သွားပြီးတော့ကြည့်တော့သူ့ဇနီးရဲ့သူ့သမီးကြီးမနန္ဒာရဲ့အလမနန္ဒာဝတီရဲ့အငယ်မသုံးတရီနန္ဒာရဲ့ဘုရားလောင်းတော်ပုံနာကွယ်တော်နေဆာရောက်ပြီးတဲ့ချိန်ကစားပြီးတော့ဒုက္ခရောက်နေကြတာဟာသူများအိမ်မှာသွားပြီးတော့အဝိလျှော်တဲ့လူကလျှော်ရေခတ်ပေးတဲ့လူကခတ်တယ်မုတ်ဆိုးမှသားမိ3ယောက်လှုပ်ရှားနေရတာဒုက္ခရောက်လိုက်တာတနာသွားတယ်ဘုရားလောင်းတော်ကဩငါသမီးတွေကြီးစားအပြိုလေးတွေဖြစ်နေပြီသူများဝစ်ချင်တာသူတို့လည်းဝစ်ချင်မယ်
သူများစားခြင်းတာတော်တော်လဲစားခြင်းပဲသူများလှခြင်းပခြင်းအရွယ်သူများအိမ်မှာသွားပြီးတော့စင်စင်ရဲရဲနဲ့ဒုက္ခရောက်နေတာအဲ့တော့မဖြစ်ဘူးငါသမီးတွေငါဇနီးတွေကိုငါတတ်နိုင်တဲ့အကူအညီပေးမယ်ငါခန္ဓာကိုယ်ကရွှေတောင်ဟာရောင်းလို့ရတယ်ရွှေအစ်စ်တောက်ပြီးတော့ပတ်စံရှိတဲ့ပုဂ္ဂိုလ်တွေဟင်္သာမင်းရှိကရွှေတောင်ကိုဝယ်ပြီးတော့အိမ်မှာခုအလှပချိတ်သားတော့ဒီလိုလုပ်မှာပေါ့လေအမှန်တန်လှတဲ့ရွှေတောင်တွေပဲရွှေသားပဲကတိတို့ဖြစ်တယ်အဲ့ဒါနဲ့ဒီသားသမီးတွေပေါ်မှာသမီး၃ယောက်ပေါ်မှာမိဘရဲ့မေတ္တာတိရစ္ဆာန်ဘဝရောက်တာတောင်မှကြီးစမ်းတခါတယ်ဘယ်လောက်ကြီးမာတော့ဆိုတာသမီး၃ယောက်အပြိုတွေအပြိုင်ရိုင်းဖြစ်နေပြီးစားခြင်းဝတ်ခြင်းပဲအဲ့တော့ငါတတ်နိုင်သလောက်ကိုကြီးပေးမယ်ဆိုပြီးတော့သူ့ဝန္တာရွှေတောင်ကနေပြီးတော့ဘေးသက်တွေသူနေခဲ့တဲ့ဘဝဟောင်းကအိမ်ခေါင်မိုးပေါ်ပြန်သွားရောပြန်သွားတော့သမီး၃ယောက်ကလည်းအလောက်ကပြန်လာအမေကြီးအိမ်ပေါ်မှာဟင်းသားလေး80ရာလေးအမေကြီးအေးဟုတ်တယ်တခါမှမလာဘူးဟင်းသားလေးရဲ့မသိဘူးသူတို့ဖေမှဟင်းသားလေးရဲ့လာပါဆိုတော့သိတယ်ဘုရားလောင်းတော်ကဆင်းသွားတယ်အနာတော့ဟင်းသားလေးပွေးတာအဲ့ဒီမှာဘုရားလောင်းတော်ဟင်းသားမင်းကဘေးသားကြီးပြောတယ်တဲ့ငါသမီးတို့ငါဟာနင်တို့ရဲ့အဖေပဲအဲ့ဒါနင်တို့စားဖို့တောက်ဖို့နင်တို့ဒုက္ခရောက်နေတာငါမကြည့်ရလို့အဲ့ဒါလာတာအဲ့တော့နင်တို့ကိုတနေ့ကိုရွှေတောင်မှတခုတည်းခြာပေးမယ်လို့အဲ့ဒီလိုပြောတော့ဟာဝမ်းသာလိုက်တာဘေးသားကြီးဘာပြောကောင်းလဲဘဝဟောင်းကအဖေလာပြီးတော့ရွှေတောင်မှနဲ့သမီး၃ယောက်ကိုလာပြီးတော့စောက်ရှောက်တယ်ဒီနေ့ကလည်းဝမ်းသာပြီးတော့တနေ့ကိုရွှေတောင်တစ်ခုပဲအပူတော့ချမပေးဘူးအဲ့တော့ဒီရွှေတောင်ရောင်းပြီးတော့ဆန်လေးပါလေးစီလေးပါလေးဝက်ချက်ပြုတ်စားတော့သူများရဲ့အလုပ်သွားလို့เสียမလို့တော့ဘူးတဲ့အဲ့ဒါနဲ့သားသမီးတွေကကြည့်ပြီးတော့ဖေဟာတို့ကိုတမလွန်ရောက်တဲ့ထီအောင်ကိုလာပြီးတော့ရှောက်တယ်အေးမြို့မတူစားချပေးမယ်လို့အခုလိုလာပြီးတော့ကိုညီတာကျေးဇူးနဲ့တင်ပါရဲ့စားရည်တောက်ရည်လည်းပြည့်စုံပါရဲ့သို့တော်တိရစ္ဆာန်ဆိုတာလူလိုမဟုတ်ဘူးစိတ်ဓာတ်ပြောင်းရင်ပြောင်းသွားနိုင်တယ်အဲ့တော့ဒီဥစ္စာကနေတိုင်းတနေ့ပုံမှန်လာပေးတာဖြစ်နိုင်ပါမလားသူကတော်တဲ့နေတာတို့ကလူသားအဲ့တော့ဒီရွှေတောင်ကိုတစ်သက်လုံးရအောင်ဘယ်လိုလုပ်ရကောင်းမလဲလို့အဲ့ဒီမှာပေးတဲ့လောဘစိတ်ဘာစိတ်လဲလောဘရဲ့စိတ်ဝင်လာတယ်သားသမီး၃ယောက်ကလည်းပဲငါတို့ရဲ့အဖေကျေးဇူးကြောင့်ငါတို့ဘဝအနေခံဘဝကလွတ်အခုလိုတောက်ပါမော်ကြွားခွင့်ရပြီဒါပေမဲ့လို့ငါတို့အပျော်ဆုံးနေ့ဟာတနေ့တစ်ချိန်မှာအမဲ့ဆုံးဖြစ်သွားနိုင်တယ်အဲ့တော့ဘယ်လိုလုပ်ရင်ကောင်းမလို့သားမိ၃ယောက်တိုင်းမင်းကြတဲ့လောကမှာမယုံနိုင်စရာစမ်းကြဲတဲ့ကံကြောင့်ပြောင်းလဲဆိုတာဘိယတရေပေါ်တာစမြဲပဲတဲ့ဒီတော့အမေလုံးတဲ့ကမာကြီးကသမီးတို့မင်းတို့ရဲ့အဖေဟာဟင်းသာဆိုတော့တိရစ္ဆာန်ဆိုတာမောဟကြီးဆိုးတယ်တဲ့တိရစ္ဆာန်ဆိုတာဘာကြီးဆိုးလဲတိရစ္ဆာန်ဆိုတာမောဟကြီးဆိုးတယ်အတွက်ကြောင့်မလို့မေတ္တတယ်အဲ့တော့မေတ္တတဲ့အမျိုးအခုတတိယလို့တို့မိသားစုကိုရွှေတောင်မှတနေ့ကိုတခုချပေးနေပေမဲ့လို့တနေ့ကျရင်မေ့သွားရင်ဓမ္မမို့ရင်အကြောင်းတစ်ခုကြောင့်ပြက်ကွက်ခက်ရင်ငါတို့ခက်မယ်ဒီတော့မနေ့ပြန်လာရင်လေသမီးတို့အဖေရွှေဟင်သာမင်းရဲ့တောင်ဝမ်တွေကိုအလုံးဝိုင်းပြီးတော့နှုတ်ကြစို့တခါတည်းတထေးဖြစ်အောင်လုပ်ကြစို့လို့အမေကပရိသတ်အကြံပေးလိုက်ရောဘယ်သူကအကြံပေးလဲအေးအမေကကြံပေးတဲ့အခါကျတော့အမေကဘယ်လိုကြငါတို့တထေးဖြစ်အောင်နဲ့ဘာဖြစ်အောင်လဲငါတို့တထေးဖြစ်အောင်လုပ်ကြဆိုလို့အမေကကြံပေးလိုက်တော့တထေးဆိုတဲ့အမေပေးတဲ့အကြံကသမီး၃ယောက်ရဲ့လောဘကိုလှုပ်ခါလိုက်သလိုပဲတဲ့တခါတည်းအဲ့ဒီမှာသမီး၃ယောက်ကလည်းရွှေတထေးရွှေတောင်မှန်တွေပိုင်ပြီးရွှေတထေးဆိုတဲ့မောဟအမိုက်ကဖခင်ကြီးရဲ့ကျေးဇူးကုံကိုအဟုန်ပြင်းပြင်းနဲ့တိုက်ကြတော့မယ်ဒါနဲ့နောက်နေ့ရောက်လာတော့အလောင်းတော်ဟင်သာမင်းကြီးပြန်ဝဲလာနေပုံကဒီနေ့ဟာအလှဆုံးပဲတဲ့ဒါနောက်ဆုံးနေပဲခါတိုင်းနေတောင်လှသေးတယ်ပြန်လာတာသူ့ဝနာရွှေတောင်ကတောင်မှလေးဟောလိုက်အိမ်၃-၄ချိန်ပတ်လိုက်မသိဘူးအလောင်းတော်ကဘုရားလောင်းတော်ကမသိဘူး
ဒီမှာသမီးသုံးအောင်နဲ့ဒီအဖွားကြီးနဲ့ကြံနေတာဒါတထေးဖြစ်အောင်ဒီနေ့အပိလောက်တော့မှာအဲ့ဒါနဲ့ရွှေတောင်ဝါရှင်ဟာပရိသတ်တွေသူ့ရဲ့နောက်ဆုံးနေ့ကိုမသိသလိုမျိုးနဲ့နားနေကြအိမ်ခေါင်မိုးစုံမှာလှလှပပညင်ညင်သာသာလေးနားပြီးတော့ခါတိုင်းလိုပဲပေါ့ရွှေတောင်ဝါချပြီးတော့ပြန်မယ်အောက်မစင်းဘူးခါတိုင်းလက်တွေလိုပဲခေါင်မိုးပေါ်နားပြီးတော့ရွှေတောင်ဝါလေးချွတ်ချပေးပြီးတော့ပြန်သွားတာအောက်မစင်းဘူးအဲ့ဒါရွှေတောင်ဝါတကူဖြုတ်ချမလို့လုံနေတော့ပရိသတ်ဟာသမီးသုံးယောက်ကတခါနဲ့ထွက်လာအဖေဟောအောက်ကနေလမ်းခေါ်သမီးတို့နားကိုပြန်လာပါသမီးတို့နားကိုလာပါအောင်အကြံရှိလို့ဘာရှိလို့လဲသမီးတို့နားကိုပြန်လာပါအောင်သမီးတို့အဖေကိုစားတော့တင်တဲ့အခါကျွေးမွေးပြုစုပါရစေလို့စေတနာပါလို့မဟုတ်ဘူးပရိသတ်ရစရာရှိလို့စေတနာပါလို့လားရစရာရှိလို့လားအေးဒီနေ့လောကမှာလည်းဒီလိုပါပဲအမေအဖေရှိကအမွေကြခြင်းတော့ဖြင့်နေမကောင်းဖြစ်တာနဲ့လာပြီးပြုစုကြယူရကြဟမ်ငါပြုမယ်သူပြုမယ်နဲ့အမှန်မှာကတော့ပရိသတ်ရဲ့နားတဲ့ကစိတ်နဲ့ကမျက်စောင်းထိုးပြီးသားအိမ်ကရံမျက်စောင်းထိုးပြီးသားကားမျက်စောင်းထိုးပြီးသားအမွေလဲခွဲပေးလိုက်ရောပရိသတ်ရဲ့ပြုစုမဲ့သူတွေကင်းတယ်တဲ့အလောင်းတော်ဟင်းသာမင်းကြီးကလည်းပဲဩငါသမီးလေးတွေမိဘမေတ္တာဆိုတာကြည်သားဒီချိန်ထိအောင်ငါသမီးလေးတွေမျိုးမတူစားခြားဘဝကိုရောက်နေတာတော့မှငါ့ကိုတန်ရောခြင်းရှိတယ်ငါကျေးဇူးတရားကိုတတိယပြီးတော့နှွေးနှွေးထွေးထွေးနဲ့နေကျင်ကြတာပဲလို့မေတ္တာတရားကြီးမားစွာဖြင့်သာသမီးတွေရဲ့လက်တွင်ကိုညင်ညင်သာသာလေးတဆင်းလိုက်တယ်သမီးတွေကခေါ်တော့ဘဝချင်းဇက်ချင်းမတူပေမဲ့လို့သူတို့ငါပေါ်မေတ္တာရှိတာပဲလို့မိဘဆိုတာဒီလိုပဲကောင်းတဲ့ဘက်ကလှည့်တွေးတာပဲပြည့်သားအဲ့ဒါတခါတည်းညင်ညင်သာသာလေးလက်ထဲဆင်းတယ်လဲဆိုအသက်ဆောက်ပြီးတော့အလစ်ချောင်းနေတဲ့မယားဟောင်းကကျေးဇူးကမ်းတဲ့သားသမီးတွေကဟင်းသာမင်းကိုတင်းဝင်ဖမ်းပြီးတော့အိတ်ခမ်းနဲ့သွင်းလိုက်ဟောဘယ်ထဲသွင်းလိုက်လဲအိတ်ခမ်းနဲ့သွင်းတကားပိတ်ပရင်ပေါက်တွေအကုန်ပိတ်ထွက်လို့မရတော့ဘူးဘုရားလုံးတော်ဟင်းသာမကြီးထဲမှာအဲ့ဒီမှာပရိသတ်တွေဝိုင်းဖမ်းပြီးတော့အမွေနှုတ်သမီးအလကနှုတ်အကြီးမကနှုတ်အငယ်မကနှုတ်၄ယောက်နဲ့တကောင်ပဲဘယ်လိုလုပ်နိုင်မလဲလို့နိုင်မလားပရိသတ်ရေအရှင်လလအမွေနှုတ်အတောင်ပြခံနေရတာနာကျင်ခံခဲ့ပေမဲ့ဘုရားလုံးတော်ရွှေနာမင်းကယုံကံပြန်သားဖို့လည်းမကြိုးစားနားလည်းရခက်တယ်အမလေးအံ့ဩလိုက်တာနားလည်းရခက်ချင်းအံ့ဩခြင်းဆိုတဲ့အကြည့်တွေနဲ့မယားနဲ့သမီးတွေကိုကြည့်ပြီးတော့မျက်ရည်တွေကျလာတယ်တဲ့ဘုရားလောင်းတော်ကြီးမျက်ရည်ကျတို့တို့လေးတွေရဲ့ဆင်းရဲတဲ့ဘဝတွေကိုကဲတင်မိလို့ငါ့ကိုနိနိကာကကျေးဇူးဆန်နေကြတာငါ့ကိုနိနိကာကကျေးဇူးဆန်နေကြတာကျေးဇူးဆပ်ဖို့ရင်ပါပြီကွယ်ကျေးဇူးဆပ်ဖို့ရင်ပါပြီကွယ်စိတ်မကောင်းဖြစ်ရုံကလွဲလို့ဗတ္တနိုင်နေလဲမရတိုင်းဘာမှမတတ်နိုင်ဘူးအမေလှုပ်တဲ့ဒကမာကြီးကသမီးတို့မြန်နှုတ်ကြလောဘသံနဲ့ဘာသံနဲ့လဲတမွေးမမကြံစေနဲ့နှုတ်ခိုင်းတာရွှေတောင်တွေကိုရွှေမွေးတွေကိုပြေးတဲ့တန်ဖိုးရှိလားမရှိဘူးလားလောဘသံဒေါသသံတွေနဲ့ညာသံပေးပြီးတော့တက်ကြွနဲ့သားမိ၄ယောက်အာရအောင်နှုံလဲပြီးရောပြေးတတ်တယ်ရွှေတောင်ပန်းတွေကိုကြည့်လိုက်တော့ရွှေတောင်ပန်းတွေကပြေးတတ်တယ်ရွှေရောင်မတောက်တော့ဘူးတဲ့အကုန်လုံးအဝိဖြူတွေဖြစ်ကုန်တယ်ဘာတွေဖြစ်ကုန်လဲရွှေတောင်ပန်းတွေကရွှေရောင်မတောက်တော့ဘူးတဲ့အကုန်လုံးအဲ့ဒီမှာအဝိဖြူတွေဖြစ်ကုန်ဘာမှလုပ်လို့မရဘူးအဲ့တော့ဘုရားလောင်းဟင်္သာမင်းကြီးကိုဘယ်လိုလုပ်တယ်လဲရှင်းဦးတဲ့ထဲတာရှင်းဦးတဲ့ထဲတခါနဲ့ပိတ်ထားလောင်းတာဒုက္ခရောက်လိုက်တာမပြောနဲ့တော့ရွှေတောင်တွေများပြန်ထွက်လာမလားလို့မလာတော့ဘူးပြေးသားရွှေတောင်လည်းမဖြစ်တော့နောက်အတောင်လေးစုံလာတဲ့အခါထုတ်ပြီးတော့ကြည်တယ်ရွှေတောင်မဖြစ်တော့ဘူးအဝေးဖြူတွေပဲဖြစ်တော့တယ်အဲ့ဒါတခါနဲ့အဲ့ဒီမှာတနေ့ကြည်လိုက်ထုတ်ကြည်လိုက်တနေ့ကြည်လိုက်ထုတ်ကြည်လိုက်အမွေးတွေတော့ပြန်ထွက်လာတယ်သို့တော့ရွှေတောင်မှာမဟုတ်တော့ဘူးပြေးသားရိုးသားမှာအမွေးဖြူတွေအဲ့ဒီတော့မှဒီဟင်းသာမင်းချောင်းနေတယ်ဘယ်တော့လွတ်မလို့ဆိုတာတနေ့တော့သမီးလုံးတဲ့ပုဂ္ဂိုလ်ဗရင်မောင်မိတ်ပြီးတော့ဖွဲ့နာတာဒီမှာလည်းအတောင်ဆုံးနေပြီပြန်လို့ရတော့ပြေးတယ်ကောင်းကင်ကိုပြန်တက်သွားတာဘယ်ကိုပြန်တက်သွားလဲ
နောက်ဘယ်တော့မှပြန်မလာတော့ဘူးလှဲ့လဲမကြည့်တော့ဘူးဒီအိမ်ကိုအဲ့ဒါဖယားလောင်းတော်တဝတိပြည်စင်တော်ရွှေเจ้าတော်မှာပြေးတိုင်းဒီဇတ်တော်ကိုပြန်ဟောတာမသူဝဏဟန္တာဇတ်တော်တဲ့ဗာဇတ်တော်တဲ့သူဝဏဟန္တာဇတ်တော်မှာအဲ့ဒီမှာဘုရားလောင်းဘုရားရှင်ကိုရောမြတ်ကပြန်ဟောတာဒီဇတ်တော်ကိုအဲ့ဒီမှာအလိုလောဘကြီးရင်ဥစ္စာပစ္စည်းဆိုတာပြေးတိုင်းရနိုင်လားမရနိုင်ဘူးလားမရနိုင်ဘူးဒါကြောင့်ရတာလေးနဲ့ရောင်ရဲနိုင်တယ်ဆိုတာတန်တုတ်တိတမင်္ဂလာဖြစ်ပါတယ်အခုမိဘဟာတမလွန်ဘဝရောက်လို့ဘဝချားလို့တိရစ္ဆာန်ဘဝရောက်တာတော့ဟာသာသမီတွေပေါ်မှာမေတ္တာကြီးမားစွာဖြင့်လာပြီးတော့တနေ့ကိုရွှေတောင်းတောင်းလာချပေးတာမိဘကျေးဇူးကိုမသိတဲ့အဲ့ဒီမိသားစုကနောက်ဆုံးတော့ပြည်သားကြီးအဲ့ဒီဒကမာကြီးကိုအဲ့ဒီသမီးတော်အကုန်လုံးတကားနဲ့စားစရာမရှိခိုးစရာမရှိယောဂဝိနာဖြစ်ပြီးတော့ခုနတုန်းကပြောခဲ့တဲ့ဗါလေဒန်10ပါးဒါမှနဲ့ပါလေအေးဒန်10ပါးတင်လို့ကြီးမားဝေဒနာခံစားလို့စီစိမ်များလဲဆုံးလိမ့်မယ်နေအိမ်မိလောင်လက်ချေကျိုးလို့ယောဂဆိုးနဲ့သေရမယ်နုနာယောဂဆွဲလက်ကလို့စိတ်ဓာတ်ဖောက်ပြန်ယူလိမ့်မယ်မင်းမေမင်းတန်းကိုထံရောက်လို့ရွှေငွေစိန်ကြောင်းပြောင်းလိမ့်မယ်ရွှေတွေမျိုးတွေပြခါထားလို့ထိကြံဘဝနဲ့နေရမယ်အဲ့ဒါကကျေးဇူးရှင်ပြင်မအကျိုးတရား10ပါးဖြစ်ပါတဲ့နေတိုင်းစောက်ဖို့နေရတဲ့ကိုတိရစ္ဆာန်ဘဝရောက်တာတောင်မှသာသမိတ်တွေပေါ်မှာကြီးမားတဲ့မေတ္တာဖြင့်လာပြီးတော့ကျွေးမွေးတဲ့ဖယားအလောင်းတော်ဖခင်ဟင်သာမင်းကြီးကိုစော်ကားတဲ့အဲ့ဒီမိသားစု3ယောက်4ယောက်ဒကမာကြီးကိုပရိသတ်ရေသေတဲ့အခါကျတော့အပေကိုသွားတယ်တဲ့ဘယ်ကိုသွားလဲဒါကြောင့်ကျေးဇူးရှင်ပြည့်မအပေလားတဲ့ဗါတယ်လေဒါကြောင့်မြတ်စွာဘုရားကယာလတံတေနဒုဋ္ဌဗံအတိလောဘောဟိပပကောဟန္တရာဇံဂဟိတဝါနသုဝနံပရိဟာယထာဘိခွေယံတော်မြတ်ဥစ္စေသားတို့ယံကျင်ဝတ္ထုကိုလတ္တံရအာဤတေနထိုဝတ္ထုဖြင့်ဒုဋ္ဌဗံရောက်ရဲတင်တိမ်နှစ်သက်စေအာဤဟိတစ္ဆံထိုစကားမှန်ဤအတိလောဘအလွန်လောဘကြီးသောသူသည်ပပကောယုံမာဤလောဘကြီးတဲ့ပုဂ္ဂိုလ်ကလူယုတ်ဖဲတဲ့ပပကောယုံမာဤဟန္တရာဇံရွှေဟင်းသာမင်းကိုဂဟေတဝါဖန်၍သူဝနာရွှေမှပရိဟာယတာဆုပ်ယုပ်ဖူးပြီလို့ဣတိသောဘဂဝါဘုန်းဆောင်ပါသခင်ဘုရားရှင်ကိုတော်မြတ်ကအဝါစာကရုဏာရှိထားမေတ္တာအားဖြင့်မိန်ကြားတော်မူလိုက်ပါပေသတည်းဒါကြောင့်ကျေးဇူးအထူးရှိသောမိဘနှစ်ပါးပေါ်မှာကျေးဇူးတရားဆန်းနိုင်ကြပါစေဒီနေ့သောတကဆွမ်းမှနဲ့အလုံးပေါ်ငွေပေငွေလှူဒန်းကြကြကုန်သောပြိဿပေါင်းတော်ကောင်းတို့မိဘတွေဥထိတ်ထားတာကောင်းပါတယ်မိဘတွေကုသိုလ်ရအောင်လုပ်ပေးတာကောင်းပါတယ်မိဘရည်စူးပြီးတော့လှူဒန်းတာကောင်းပါတယ်ဒါကြောင့်မိဘရည်စူးပြီးတော့လှူဒန်းတဲ့ဒီသောကပွဲမှာဒီနေ့ဟောတဲ့တရားပရိသတ်မိဘကျေးဇူးဆက်တဲ့တရားအဲ့ဒီလိုသမီးမိုင်မျိုးကတော့လောကထဲမှာမရှိထိုက်ပါဘူးတဲ့ရှိထိုက်သလားတမလွန်ဘဝရောက်လို့လာပြီးသူတို့ကိုပြန်ပြီးစောက်ရှောက်တာတော့မှအဖေကျေးဇူးမသိပဲနဲ့ပြောထားပြီးသားနင်တို့အဖေငါဘဝဟောင်းကနင်တို့အဖေပြောလားမပြောဘူးလားဒါသူကျေးဇူးလားသာသမီကိုချစ်လွန်းလို့ရွှေတောင်းလာချပေးအဝေးကြီးပြန်လာရတာသူဝနာတောင်းဟိုဟိမဝန္တာဘက်မှာနဲ့နဲ့ခကြီးမဟုတ်ပြန်လာရတာဒီသာသမီချစ်တဲ့မေတ္တာစိတ်နဲ့တိရစ္ဆာန်ဘဝရောက်တာတော့မှဖခင်ရဲ့ကျေးဇူးကိုမသိပဲနဲ့လောဘဒေါသတွေကြီးပြီးတော့အဖေရွှေတောင်းလေးကိုနှုတ်ပစ်တာနောက်ဆုံးတော့ဘာဖြစ်လဲမရေးတဲ့ကိုလောဘကကိုပြန်တတ်တာနှုတ်လိုက်တိုင်းရွှေတောင်းနေမဖြစ်ပဲနဲ့အကုန်လုံးအမွေးဖြူတွေဖြစ်ကုန်တော့ဘာမှလည်းရောင်းစားလို့မရတော့ပြန်ပေါက်လာတဲ့အတောင်ကလည်းပဲအမွေအဖြူတွေပဲဆိုတော့ဘာမှလုပ်မရတော့ဘူးအဲ့ဒါကျေးဇူးရှင်ပြန်မှနောက်သူတို့မိအိမ်တွေမိတွေလောင်းဒုက္ခတွေရောက်လိုက်တာမပြောနဲ့သေတော့လေခွေးသေးဝက်သေးသေပြီးတော့အပယ်သွားတယ်တဲ့ဒါကြောင့်ကျေးဇူးရှိတဲ့ပုဂ္ဂိုလ်ပေါ်မှာမိဘနှစ်ပါးပေါ်မှာကျေးဇူးမကမ်းဖို့လို့ယောမတရဝါပိတရဝါမေဇောဓမေနဘောတတိဒေဝပိနံပတံတန္တိမာတာပိတိပရဏရံမြတ်စွာဘုရားနောက်ဆုံးဟောတဲ့ဒေသနာတော်ပရိသတ်တွေယောမေဇောအနန္တဂုံကိုလုံးခြုံ၍နိတုံရွှေစဉ်ကြည်လင်များနိုးမျိုးယုံအစစ်ဖြစ်ပေပြီးတောင်းခြင်းမျိုးကောင်းသားသည်မာတရဝါကျေးဇူးဂုံရှင်မွေးမိခင်ကို၎င်းပိတရဝါကျေးဇူးဂုံရှင်ကျွေးဖခင်ကို၎င်း
ဓမ္မေနမိစ္ဆာမပါတမ္မာအာဇီဝဖြူစင်လှသောဖြင့်ပောတိတိကြည်ညိုစာပွားသရာတရားဖြင့်ပြုစုလုံကျွေးအပ်ပါပေ၏မာတာပိတိပရံမိဘကျေးဇူးမြင့်မို့ဥကိုကြည်နူးအောင်မေမြတ်တလေဖြင့်နေ့နေ့ညညဂါရဝမှုပြုစုလုံကျွေးပေသောနန္ဒရံသူတော်ကောင်းတကိဉ္ဝကြည်ညိုထိုသူကိုဒေဝပိတမယုဖြူစင်ဖြောက်မှနတ်ကောင်းနှမြတ်တို့သည်လေပတန်တန်တိဘဝလျံအောင်ချင်းမွန်ကြလေကုန်၏တိကိစ္ဆန္တိဘေးရန်ယောဂတက်ရောက်လာလေကိုမမခကင်းစင်ပါအောင်စွမ်းဆောင်ကုသဖေးမှကူညီကြလေကုန်မည်တကားအေမိဘကျေးဇူးထူးသည်လို့စတဲ့ပုဂ္ဂိုလ်တွေကိုပေတတ်တယ်နတ်တွေကလည်းချစ်တယ်သူတော်ကောင်းတွေကလည်းချီးမွမ်းတယ်နောက်ဆုံးမှာတဲ့ယောဂဝေဒနာဖြစ်ရင်နောက်မှာနတ်တွေဆေးကုမယ်တဲ့ယောဂဝေဒနာဖြစ်ရင်နောက်မှာဘာဖြစ်လဲပဒံတန်တိဘဝလျံအောင်ချင်းဝကြလေကုန်တိကိစ္ဆန္တိဘေးရန်ယောဂတဲ့ရောက်ရလဲကိုမမခကင်းစင်ပါအောင်စွမ်းဆောင်ကုသဖေးမှကူညီကြလေကုန်၏မပြောင်းနိုင်တဲ့ယောဂကြီးတွေတော့မှမိဘကိုကျေးဇူးဆက်ထားတဲ့မိဘကျေးဇူးနားလဲတဲ့သာသမီတွေကိုနတ်တွေကဆေးဆင်းကူတယ်တဲ့ဆရာဝန်ကမရတော့ဘူးပြောတယ်ဟောနောက်ဆေးကောင်းဝါကောင်းတည်ပြီးတော့ယောဂဝေဒနာပျောက်တတ်တယ်ဒါကြောင့်မို့လို့ဒီနေ့အလုံးတရားရှိခင်စေကောင်းဝင်တဲ့သူတော်စင်တို့ကိုအထူးပြောသွားတာကမိဘကျေးဇူးမြင့်မို့အထူးကျေးအောင်ဆက်ရမည်ဆိုတဲ့အတိုင်းအဲ့ဒါမိဘတွေကိုကျေးဇူးဆက်ခြင်းရင်တရား၄ပါးဖြင့်ဆက်ကြပါလို့တရားဘာနှပါလဲတရား၄ပါးနဲ့ဆက်ကြပါလို့ကျေးဇူးကံရင်လည်းပဲဘယ်လိုပြည့်တည်ရောက်တယ်ဆိုတာကိုသူဝနာဟန္တဇတ်တော်ကထုတ်နှုတ်ပြီးတော့ပြောပါပြီဒီတရားတော်ကိုနာကြတဲ့ဓမ္မသောနာကုသိုလ်ကံစေရနာတရဏဂုံသုံးပါးနဲ့၈ပါးသီလကျင့်သုံးခါအောင်စောင့်တည်ရတဲ့သီလကုသိုလ်ကံစေရနာထိုမှတပါချမ်းမေးမင်းကြောင်း၌တွင်၌တရားလိုအထုတ်တော်မူကြတဲ့ယဟန်သမဏေယောဂီသူတော်စင်တို့၏သီလဂုံသမာဓိဂုံပညာဂုံတို့ကိုအာယုံပြု၍အာယုံစွန်းနေစွန်းနဝကာမသောမတေသာပင်ဓမ္မပူဇာစရှိသည့်တို့ကိုစေရနာသုံးနှံပြထမ်းပြီးတော့လူသားနဲ့ကုသိုလ်ကံစေရနာဤသို့ပေါင်းအားများများလာစွာသောကုသိုလ်ကံစေနာပေါင်းကောင်းမှုတို့ကြောင့်မအိုရမနာရမတရားဖြစ်သောမအသင်္ကတ္တမြတ်လာစွာသောနိဗ္ဗာန်ရွှေမြီမြတ်ကြီးတို့ဒီဒါနဒီသီလဒီဘာဝနာတွေနဲ့လင်မြန်စောစွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလည်းနိုင်ကြပါစေကုန်သောရဲ့လို့ပတ္ထနာအောင်စုပြုနိုင်ကြပါစေကုန်သတည်း